အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကို story channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဘိုးတော်ပေနှင့်ကြောက်အိုးဖျားကုန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစီခင်ဗျာငညွေအတို့တွေငါမီတော့ခုတ်ရအောင်အေးတော့ကြတာပေါ့ကွာအဘဲကိုတော့ကြမှာလေဟိုဒီနာတင်ပေါ့ကွာတောင်ငိုးထိပ်မှာတီဆောက်ထားတဲ့တဲလေးတစ်လုံးအတွင်းကနေထွက်ပေါ်လာတဲ့စကားသံတချို့ပေါ့တောင်ရလေလောက်ကြတဲ့သူရင်းကနှစ်ယောက်ဖြစ်တဲ့ငညွန့်နဲ့အောင်ဖေလို့အမည်ရတဲ့လူရွယ်နှစ်ယောက်တို့ကလည်းအချင်းချင်းစကားပြောနေနေတာဖြစ်ပါတယ်သူရင်းတန်ရဲ့ကစီနဲမှုကြောင့်လည်းဟင်းကောင်းမစားရသည်ကလည်းကြာပြီဖြစ်တဲ့အောင်ဖေကတော့ငါဟင်းစားရန်အလို့ငါလည်းသူ့ရဲ့လှုပ်ဖို့ကံပဲဖြစ်တဲ့တငယ်ချင်းလည်းဖြစ်တဲ့ငညွန့်ကိုလည်းငါမီသွားခုတ်ရန်အတွက်လည်းပြောတာပေါ့ထိုခါမှာတော့ငညွန့်ကလည်းတဲရဲ့ခေါင်းရင်းမှာထားတဲ့လေးတောင်တို့ဓာမီကိုယူတဲပြင်ကိုလည်းတစ်ချက်ထိုးကြည့်လိုက်တယ်ဓာမီကတော့အားရှိသားပဲကွာသွားမယ်ဆိုလဲသွားတာပေါ့ကွာအေးအောင်ဖေကလည်းငညွန့်နဲ့ညှိနှိုင်းပြီးတော့ရတာကြောင့်လေတဲပေါ်မှာရှိတဲ့ကြံခုတ်ဓာတ်ကိုလည်းခါးကြောင်မှာထိုးပလိုင်းကိုပါကောက်လွယ်လိုက်တာပေါ့ငညွန့်ကလည်းသူ့ရဲ့လက်ဆွဲတော်ကြံခုတ်ဓာတ်ကိုယူပြီးတာနဲ့လေးကွာထည့်ထားတဲ့လွယ်အိတ်ကိုပါလိုရမရယူပြီးတော့နှစ်ယောက်သားကလည်းတဲကုန်းပေါ်ကနေဆင်းလာခဲ့ကြတယ်ဓာမီကင်ထားတဲ့ငညွန့်ကလည်းအောင်ဖေကိုရှေ့ကနေသွားစေပြီးတော့တဲကုန်းအဆင်းမှာလည်းစကားပြောတာပေါ့အောင်ဖေတို့ဘယ်ကိုသွားကြမလဲဥပြူချောင်းနဲ့သွားတာပေါ့အဲ့ချောင်းကရေနစ်တယ်နော်အဲ့ဒါဆိုလေကြောက်အိုးရိုးချောင်းမယ်သွားတာပေါ့ကွာအောင်ဖေးမင်းကလည်းဒီနေသားမဟုတ်တဲ့အတိုင်းပဲကြောက်အိုးဖျားကုန်းကဘလောက်ကျန်းတယ်ဆိုတာမင်းလည်းသိတာနဲ့တို့ကဖျားကုန်းသွားတော့မှမဟုတ်တာကွာရိုးချောင်းနဲ့ပဲသွားမှလေကွာဘာလဲမင်းကတက်တိမရှိဘူးလားငညွန့်ဆိုတဲ့ငါကလည်းအဖော်ပါရင်ငရေးပြည်တောင်သွားဝင်နေကွာသိလားဟုတ်ပါလေလုံးတော့ပြီးမှအောင်ဖေးပြန်ကြရအောင်လို့လာမလုံးနဲ့အောင်ဖေးမင်းနဲ့ငါနဲ့ပေါင်းလာတာငယ်ငယ်ကလေးရပါကွာငါအကြောင်းလဲမင်းသိရတာနဲ့အေးပါအပြောကောင်းတဲ့ငညွတ်ကြာလာနွားလာမကြခင်သိရမှာပေါ့ကွာလို့ဘောကင်မဲ့တငယ်ချင်းနှစ်ယောက်ကလည်းစကားတပြောနဲ့ပဲငါမီးခုတ်ရန်အတွက်ငါကြောက်ဦးလို့အမိရတဲ့ချောင်းရုံးစီကိုလည်းထွက်ခွာခဲ့တာပေါ့ရေထဲမှာလည်းငရမ်းတကောင်ကလည်းကြီးလင်းနေတဲ့ချောင်းရီတိုင်လွန်းပြီးတော့ညင်ညောင်းနဲ့ကူးခတ်နေတာပေါ့ထုံမြင်ကွင်းကိုတော့ဖြင့်ချောင်းရည်ထဲမှာအတန်မထွက်ပဲတိတ်ဆိတ်နေသက်စွာရက်နေတဲ့လူနှစ်ယောက်အနက်တယောက်သောသူရဲ့လက်ထဲကဓာမီအယောင်ကြောင့်လည်းမြင်နေရတယ်လေမကြတော့တဲ့ချိန်မှာပဲအေးစိမ့်ညင်ညောင်းစွာတရွေ့ရွေးကူးနေတယ်ငရမ်းရဲ့ကိုယ်ပေါ်ကိုအသွားထက်လာတဲ့ကြံခုတ်ဓာတ်ကလည်းကြောက်ရောက်ပြီးတော့ငရမ်းကလည်းဆက်လက်မကူးခတ်နိုင်တော့ဟာငညွန့်တခါချက်တော့ရပြီကွာတို့တွေပြန်ကြရင်မကောင်းဘူးလားမင်းကလည်းကွာတခါချက်လောက်နေတော့ဘာလာလို့တာဒါလောက်ငါးတွေပေါ်နေတာထက်ခုတ်တာပေါ့ကွာရှေ့ဆက်သွားရင်ကြောက်အိုးဖျားကုန်းရောက်တော့မှာနော်အောင်ဖေးမင်းပြောတော့တဲလေတက်တီရှိလာပါစို့အခုဘာဖြစ်တာလဲကွာတို့ကဖျားကုန်းမှာတက်ပြီးတော့ငါမီခုတ်မှာမဟုတ်တာအေးကွာပြောမရလဲသွားတာပေါ့အောင်ဖေးကလည်းရှေ့ကနေပြီးတော့လဲဓာမီတစ်ဖက်ဓာတစ်ဖက်နဲ့လဲချောင်းရိုးတိုင်ဆက်သွားတာပေါ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ဝေယုံများနွယ်ပင်များပိန်းပင်များရှိတဲ့ရိုးချောင်းလေးတိုင်ဆက်သွားလိုက်ကြတယ်ညမကြတော့တဲ့အချိန်မှာတော့တစ်ပင်တစ်ပင်ကနေပြီးတော့လဲစူဝါးစာအောင်မြည်တဲ့ငှက်တကောင်ကြောင့်သူတို့နှစ်ယောက်ရဲ့ကြောထဲမှာလဲစိတ်ငင်းဖြစ်သွားတာပေါ့ဒူးလောက်သာရှိတဲ့ရေထဲမှာလမ်းလျှောက်နေတဲ့အောင်ဖေးနဲ့ငညွန့်အနက်ရှေ့ကနေလမ်းလျှောက်နေတဲ့အောင်ဖေးကလည်းရုတ်တရက်ရက်တန့်ပြီးတော့လဲငညွန့်ကလည်းလေးတန်သူတို့နဲ့မေးလိုက်အောင်ဖေးဘာဖြစ်တာတော့ရှေ့မှာရေတန်ကြားလိုက်သလားလို့ငါးပွက်တာနေမှာပေါ့ကွာမဟုတ်ဘူးနော်လူလမ်းလျှောက်နေတဲ့အတန်မျိုးကွာတို့လိုငါးမီးခုတ်လာတဲ့လူတွေများလားကွာဖြစ်နိုင်ဘူးကွာငါးမီးခုတ်တာဒီလောက်အထိခြေတံပြင်းမှဒါဆိုဝင်းနေများလားဒီတော့မှဝင်တော့မရှိတော့ပါဘူးကွာလာကွာသွားကြည့်ကြတာပေါ့အောင်ဖေးကလည်းရိုးချောင်းလေးတိုင်းကူးခတ်နေတဲ့ငါးများကိုဓာမီနဲ့ထိုးမကြည့်တော့မင်းနဲ့အတန်ကြားရနေရစီကိုလည်းဓာမီထိုးထားနေတဲ့နှစ်ယောက်သားလမ်းလျှောက်သွားခဲ့တာပေါ့ညမကြတော့တဲ့ချိန်မှာတော့ရေပြင်းအားကိုလည်းခတ်နေနဲ့နင်းဖြက်လာတဲ့ခြေတံကိုလည်းစတင်ကြားရတယ်အောင်ဖေးကလည်းဓာမီနဲ့ချောင်းရိုးတစ်ချက်ကိုလည်းရှစ်တက်တဲ့ကိုထိုးထားနေပဲတရွေ့လမ်းလျှောက်သွားခဲ့တာပေါ့ချောင်းကွေ့လေးကိုကြော်ပြီးသွားတဲ့ချိန်မှာတော့သူတို့နဲ့လည်းအတော်တန်လှမ်းတဲ့နေရာမှာပစိုးကိုကြောင်းပြောင်ကြိုက်ထားပြီးတော့အပေါ်ပိုင်းဗလာနဲ့သပင်ရှည်နဲ့ရှုပ်ပွားနေတဲ့လူတယောက်ကလည်းသူတို့နှစ်ယောက်ကိုလည်းကြောပေးပြီးတော့မတ်တက်ရက်နေတာပေါ့ထိုမြင်ကွင်းကြောင့်လည်းအောင်ဖေးကလည်းနောက်ကနေငညွန့်ကိုခတ်တိုးနဲ့မေးလိုက်ဟိုလူကဘယ်သူတော့ကွာမသိဘူးကွာသူ့ကိုကြည့်ရတာတော့အယူကျနေတာပဲအေးကွာဒီကောင်အဲ့ဒီလိုလုံနေပုံနဲ့ဆိုရင်တော့ငါခုတ်လို့ရမှာမဟုတ်တော့
အောင်ဖေကလည်းပြပတ်စုံနဲ့ရှေ့ကနေပြီးတော့အယူလိုတတ်မှတ်ထားတဲ့သူရှိအောင်သွားလိုက်တာပေါ့မလန်မကန်ကိုရောက်တဲ့ခါမှာတော့ထိုးလူကလည်းချောင်းရည်တွေကိုလက်နဲ့နှိုက်ဖမ်းလိုက်ရမှာတော့ထိုးလူရဲ့လက်ထဲမှာလည်းကြီးမားတဲ့ငရံကြီးတစ်ကောင်ဖမ်းမိတာကိုတွေ့ရတယ်အောင်ဖေကလည်းသွားလက်စခြေလမ်းတွေကိုရက်တန်းငေးကြည့်နေနဲ့ငညွန့်ကိုလည်းပြောလိုက်ငညွန့်ဟိုကောင်လက်ထဲမှာငရံကြီးကွာငါအထင်တော့တပိတ်သာကြော်လောက်တယ်အေးကွာဒီကောင်ဘယ်လိုများဖမ်းလိုက်တာလဲမသိအေးအဲ့ဒီလိုဖမ်းယုံတဲ့တောင်မိတယ်ဆိုရင်တော့ဒီနားမှာတော့ငါတော့ပေါ်တယ်ထင်တယ်ကွာဟောပေါ်လို့ဖမ်းမိတာပေါ့ကွာသူတို့နှစ်ယောက်ကလည်းလာစားလို့စကားကိုတိုးတိုးသားသားမပြောတော့ဘဲနဲ့ခက်ကြဲကြဲပြောတာပေါ့ထိုစဉ်မှာတော့သူတို့နှစ်ယောက်ရဲ့စကားပြောတဲ့ကြောင်ထင်ပါတယ်တစ်ဖက်ကိုမျက်နှာမူပြီးတော့ငရံကိုဖမ်းမိထားတဲ့လူကလည်းရုတ်တရက်တစ်ဖြက်ဖြက်လူးနေတဲ့ငါးရှင်ကြီးကိုလည်းပါဇက်နဲ့ကိုက်စားရင်းနဲ့သူတို့ကိုလှည့်ကြည့်တာပေါ့နီရဲနေတဲ့မျက်လုံးအစုံညက်တွင်းကလည်းခွက်ခွက်နဲ့ပယိုးကာကာကြားတွေကနေသွားဆွဲတွေကလည်းအပြင်ကိုငေါ့ထွက်နေပြီးတော့ရေဆိုနေတဲ့သပင်တချို့ကမျက်နှာကိုဖုံးလွှမ်းနေတာကြောင်ငေးပြီးတော့ဓာမီနဲ့ထိုးထားမိတဲ့အောင်ဖေကလည်းရုတ်တရက်သတိပြန်ဝင်လာပြီးတော့လေတရေဟုတ်တယ်ကွာတရေမင်းအဲ့ဒါကြောင့်မလို့ဒီကိုမလာပါနဲ့ဆိုကွာအောင်ဖေနဲ့ငညုံကလည်းကြောက်လန့်တရားနဲ့လာရလန်းတိုင်းပြန်လှည့်ပြေးတာပေါ့သူတို့ရဲ့နောက်မှာလည်းခြေတန်းတဘောမှပေးပြီးတော့လိုက်ပါလာတဲ့အတန်ကိုလည်းကြားချောင်းရုံးလေးတိုင်းလည်းမော်တော်ကောပြေးထွက်လာတဲ့အောင်ဖေနဲ့ငညုံတို့ကတော့ကန်ကောင်းထောက်မှစွာနေပဲသူတို့နေထိုင်တဲ့တဲကိုလည်းပြန်လဲရောက်ရှိလာတာပေါ့တဲစီကိုရောက်တာနဲ့နွားမီးဖို့လည်းမီးကိုလည်းပို့ပြီးတော့အချိန်မြင့်အောင်ထင်းထဲလိုက်သလိုတဲပေါ်မှာရှိတဲ့ရင်နံစီမီးခွက်ကိုလည်းထွန်းညှိလိုက်တယ်ထို့သောအလင်းရောင်ကောင်းစွာမြင်ရတဲ့ခါမှပဲကြောက်စိတ်တို့ကလည်းပြေရော့သွားပြီးတော့တယောက်နဲ့တယောက်စကားပြောကြတာပေါ့ငညွန့်ရတို့သေတော့မလို့ကွာမင်းကပြောပါလေကြောက်ဦးဖျားကုန်းသားနီးလာပြီဆိုတော့လေအေးငါလည်းမင်းကိုပြောတာပဲလေကွာဟောအခုထိရင်တုံနေတော့ကွာကြောက်ဦးဖျားကုန်းကဘာဖြစ်လို့အဲ့လောက်ထိကြမ်းနေရတာလဲမသိပါဘူးကွာတချို့ပြောတာကတော့ရတနာတိုက်ရှိရဆိုလားပဲမဟုတ်ဘူးလေကွာရတနာတိုက်ရှိပါအောင်အခုကလည်းဖျားကိုတက်ပြီးတော့ဥမချရဲလောက်တဲ့အထိကျမ်းတာတော့မဟုတ်သေးဘူးကွာအောင်ဖေနဲ့ငညွန်းတို့ကလည်းမီးပို့ပြီးမှထိုင်ပြီးတော့စကားပြောနေတာပေါ့သူတို့ခုတ်ထားတဲ့ငါးများကလည်းဘယ်စီမှာကြကြရစ်တယ်မသိပလိုင်းထဲမှာလည်းဗလာနတ်ထီမို့လို့စိတ်လေသွားကြတယ်လေငါးတွေလည်းဘယ်ကြခဲ့လို့ကြမှန်းလည်းမသိပါဘူးကွာငါဟင်းလေးစားကြင်ပါလေဆိုမှတရေလိုက်လို့ထွက်ပြေးရတယ်လို့ဟုတ်ပါကွာသူရင်းတန်ကလည်းတကယ်ကိုကတ်စီးတခါလာလဲငပိနဲ့ပဲလောငါ6တောင်မှအယိုးဝယ်ပေးတာဟိတို့ဘွားတွေကလည်းတဲလဲမလွယ်ပါလားကွာအောင်ဖေနဲ့ငညွန်းတို့ဘွားကလည်းစိုးဝါလွန်းလာပါတယ်ကြီးလက်တောရများရဲ့ထုံးစံအတိုင်းသူတစ်ပါးအိမ်မှာသူရင်းငါပြုလို့ရတယ်သူရင်းငါလောက်ရပြီဆိုမှပဲကိုယ်ပိုင်လေရမရှိတာကြောင့်လည်းဖြစ်တာပေါ့အဲဒါကြောင့်လည်းသူရင်းငါလောက်တဲ့လူများစုကလည်းမျက်နှာမွေးတွေကများလာတယ်လူမျိုးမျိုးစိတ်ထွေးတွေမလို့လဲတချို့သောသူရင်းနိုင်များကလည်းသူတို့ငှားထားတဲ့သူရင်းငါများကိုမိသားစုတစ်ဖွဲကြောသားရင်သားမခွဲကြမင်းနဲ့ဆက်ဆံကြွေးမွေးတယ်ထို့သောသူရင်းငါတိုင်များကလည်းစိတ်ကောင်းစေတနာနဲ့ပြည့်စုံသူများပေါ့သူတို့နဲ့ခြားနာစွာသူရင်းငါများဖြစ်တယ်လို့ကြွေးမတန်တဆခိုင်းစေပြီးတော့လေစိတ်ယုံမှသူရင်းငါတိုင်များကလည်းဒုနဲ့ဒေးနဲ့ရှိကြတယ်သူတို့မိသားစုတွေကောင်းမွန်တဲ့ဟင်းလျာတွေချက်ပြုတ်စားတော့ပြီးတော့သူရင်းငါများကိုတော့ငပိငချောက်တာကြွေးတာပေါ့ငပိလို့ဆိုရမှာလေကောင်းမွန်တဲ့မျိုးစားမဟုတ်ဝက်ကြွေးတဲ့ငပိတာတာဖြစ်တယ်လို့ငချောက်ဆိုရင်လေကောင်းမွန်တဲ့အသားများကိုဖဲ့ယူထားပြီးတော့အယိုးနှမ်းခြင်းပေါ့ထို့သောစိတ်ထားအောက်တန်းကြလာတဲ့သူရင်းငါတိုင်များဖို့တော့မြည်တူသောသူရင်းငါများမှလည်းစိတ်ကောင်းစေတနာကောင်းထားပြီးတော့အလုံးလုံးပေးခြင်းပါလေအခုအောင်ဖေနဲ့ငညွန့်ရဲ့သူရင်းငါတိုင်ရလဲသူတို့ပေါ်မှာစေတနာမရှိအဲ့ဒါကြောင့်လဲဟင်းစားပြက်တာကြောင့်ငါမီသွားခုတ်ရမှာတရေချောက်ခန်းတာကြောင့်လဲခွေးပြေးဝယ်ပြေးလာတဲ့အတွက်လဲနွားမီးဖို့နှစ်ပေးမှာနှစ်ယောက်သားစိတ်ပြက်လက်ပြက်ထိုင်ပြီးတော့စကားပြောနေကြအစင်မပြေမှုများကိုလဲပြန်ပြောင်းပြောတဲ့အခါမှာကြောက်စိတ်တို့ကလည်းလွင့်မားသွားခဲ့တာပေါ့ထို့တော့လဲတရေကိုမြင်ရတဲ့ချိန်ရလောက်ကြောက်စိတ်တို့မရှိတော့ဘဲနဲ့သူတို့ရဲ့ဘဝပေးချိန်တွေကိုသာအပြန်အလှန်ရင်ဖွင့်နေနဲ့အားမလို့အားမရဖြစ်ကြတယ်တို့နှစ်ယောက်ဘဝကလည်းစိုးရံရောကွာဘာဖြစ်လို့လဲအောင်ဖေရဲ့နေရတော့လေအိမ်ကိုမှလေကွာသူများအိမ်မှာလူငှားလောက်ခဲ့ရတာလည်းအရွယ်ရောက်နေပြီဆိုကြတဲ့မင်းနဲ့ငါနဲ့မှလည်းရွှေတို့ငွေစမပြောနဲ့အလှမှဝက်ဖို့ပစိုးတဲ့ထဲတောင်ကောင်းကောင်းမွန်မွန်ရှိလို့လားကွာအောင်ဖေရဲ့စကားကြောင့်လည်းငညွန့်ကလည်းငြိမ်သက်သွားတာပေါ့အောင်ဖေပြောတာလည်းမှန်ပါတယ်သူတို့ကလည်းစေကျော်သက်ရွယ်ကလေးရပင်ဇာတိရွာမှာတာမကတခြားရွာများမှာသူရင်းငှားလောက်ကြအသက်ကြီးဆုံးဖြစ်တဲ့သားကိုလည်းသားကြီးဩရသလို့ခေါ်နေတာပေါ့ထိုဒီကပြည့်စုံကြွယ်ဝတဲ့မိသားစုများဖို့သားကြီးဩရသအနေနဲ့ကလည်းအနေချောင်းမဲ့ထင်းတယ်စင်းရဲသောမိသားစုကနေပေါက်ဖွာလာတဲ့သူတို့ဖို့မှာတော့အကြီးဆုံးသားဖြစ်ရတာနဲ့ကြီးလေးတဲ့မိသားစုတာဝန်တွေကိုလည်းထမ်းဆောင်ရတာပေါ့လူစိတ်ရှိတဲ့သူတို့ကလည်းပို့ပြီးတော့ပင်ပန်းမဲ့ထင်းပါတယ်နုနယ်သောနှလုံးသားကိုပိုင်ဆိုင်ထားခြင်းကြောင့်လည်း
မိဘညီကိုမောင်နှမတွေကိုတကိုကောင်းဆန်သွားပြစ်ခွာမသွားရဘူးအဲဒါကြောင့်လဲသူရင်းကားလုပ်ပြီးတော့မိသားစုကိုပြန်ကြည့်နေရတဲ့သူတို့နှစ်ယောက်ရဲ့ဘဝကတော့အတော်ကိုပဲနှုံချလှပါတယ်ရွာမှာလူတန်းရှိရင်လည်းဝက်စရာပစိုးကောင်းတစ်ထည်တောင်မရှိသလိုကိုချိန်မှာဆိုရင်လည်းလူလည်းမလိုအပ်တော့ပါဘူးအကြောင်းကလည်းသူတို့အလုပ်လုပ်ပေးနေတဲ့သူရင်းကားတိုင်လည်းအလူတန်းရှိရင်သွားခွင့်မပြုတာကြောင့်လည်းဖြစ်တယ်အောင်ဖေးနဲ့ငညုံတို့ကလည်းသူတို့ဘဝအကြောင်းကိုတွေးတောရင်းနဲ့ဘာစကားမှမပြောဘဲနဲ့စိတ်မချမ်းမသာဖြစ်နေစေမှာတော့တဲကုန်းရှိရာအောက်ရှိစီကနေလူတယောက်ရဲ့အော်ခေါ်တန်ကိုခက်ကြဲကြဲကြားတဲရှင်တို့ယောဘလူတို့မင်းတို့ကြံခဲ့တဲ့ဟာပြန်လာပြီးတာတဲကုန်းအောက်ချီကနေထိုးထိုးစကားပြန်လာတာကြောင့်လေအောင်ဖေးနဲ့ငညွတ်တယောက်မြင်တာတယောက်ကြည့်လိုက်မိတာပေါ့ဒါဘလူတန်တော့ကွာမသိဘူးလေကွာဟိုတို့ကြံခဲ့တာဆိုတော့ဘာကြံခဲ့လို့လဲဩမင်းကဦးတန်းလိုက်ကွာထဲလက်စားထဲသွားထိုးပေးသေးတယ်လေကွာအဲ့ဒါနွားလှန်မို့နဖာကျူကြံခဲ့တယ်မင်းတို့တော့ငါပြောသေးတယ်လေအောင်ဖေးရလေဩအေးဟုတ်တယ်ကွာမင်းကောင်ပြောတယ်လေအဲ့ဒီတော့အောင်ဖေးကလည်းမီးပုံနဲ့ဘေးမှာထိုင်ပြီးတော့လေတဲကုန်းအောက်ချီကပြောလာတဲ့သူလည်းပြန်អော်ပြောတာပေါ့အလားလေးဗျာတဲဘော်တက်ခက်ရင်းနှီးချမ်းလေးတည်ထားတယ်အေးအောင်ဖေးတဲဘော်တက်ခိုင်းလိုက်တာနဲ့မကြခင်မှာတဲကိုအဖီဆွဲထားတဲ့တင်းကုတ်ကနေနွားနဲ့ရှင်းကလည်းလွန်းလွန်လူလူဖြစ်လာပြီးတော့ငညွန့်ကလည်းတင်းကုတ်ရဲ့ဘေးနှဝဲစီကိုလည်းဓာမီနဲ့ထိုးကြည့်တာပေါ့ဘာမှလည်းမရှိပါဘူးနွားတွေဘာလို့လန့်နေပါလဲအေးကွာသူတို့နှစ်ယောက်စကားပြောနေစဉ်မှာတော့တဲအပြင်မှာလူတယောက်မတ်တက်ရက်နေတာကိုတွေ့ရတာပေါ့ထို့သူကလည်းသူ့ရဲ့လက်ထဲမှာဆွဲလာတဲ့အရာတစ်ခုကိုလည်းတဲတဲကိုလှမ်းပြီးပြစ်ချလိုက်တယ်ယော့မင်းတို့ကြံခဲ့တာအတန်ကြောင့်လဲအောင်ဖေးနဲ့ငညွန့်တို့ကလည်းနွားတင်းကုတ်ကိုလည်းအာယုံရောက်နေရနေတဲပြင်ကလူကိုလည်းဓာမီနဲ့ထိုးကြည့်တာပေါ့ထိုခါမှာတော့နှစ်ယောက်သားလည်းတကိုယ်လုံးအေးဆက်တောင့်တင်းသွားခဲ့အကြောင်းကတော့ငါမီးခုတ်စင်ကသူတို့တွေ့ခဲ့ရတယ်မကောင်းဆိုးဝါးတရေကောင်ဖြစ်နေတာကြောင့်သူတို့ကလည်းဘာစကားမှပြောဘဲနဲ့ကြောင်ငင်းနေစဉ်မှာမကောင်းဆိုးဝါးလို့သူတို့ထင်ရတဲ့သူကလည်းသူပြစ်ချလိုက်တဲ့အရာဝတ္ထုကိုလက်ညှိုးညွှန်ပြီးတော့လေအတန်အော်အော်ကြီးနဲ့ပြောတာပေါ့မင်းတို့ကြံခဲ့တဲ့ငါးတွေအကုန်ကောက်ပြီးတော့လာပေးတာနှစ်ကောင်တော့အပူဖမ်းလာသေးတယ်ဟဲ့ကောင်လေမင်းတို့ငါ့ကိုကြောက်နေရလားဟုတ်တယ်မင်းတို့ကြောက်ကြမလို့ပါဘူးမင်းတို့လည်းမင်းတို့ဝမ်းစာအတွက်ရှာစားတာငါလည်းငါဝမ်းအတွက်ငါရှာစားတာနာမည်မှတ်ထားတာတီကြီးတဲ့မင်းတို့ချောင်းရိုးထဲမှာကြိတ်တဲ့လောက်ငါရှာနိုင်တယ်ဟုတ်ကဲ့ပါတာတီကြီးဆိုတဲ့သူကလည်းထိုမြတာစကားပြောပြီးတာနဲ့တဲကုန်းမော်ကနေဆင်းသွားတာပေါ့ထိုကကနာမြင်ဖြစ်နေတဲ့နွားများလည်းငြိမ်သက်သွားကြတယ်အဲ့ဒီနောက်ငညုံကလည်းတာတီကြီးပြေချပေးတဲ့ငါးတွဲကိုလည်းလက်ထဲကဓာမီနဲ့ထိုးကြည့်တော့ငါးများစွာကိုလည်းတွေ့ရတာပေါ့အဲ့ဒီနောက်ငညုံနဲ့အောင်ဖေးကလည်းတယောက်မြင်တာတယောက်ကြည့်နေမိကြတော့တယ်ဟဲ့ကောင်ထငါတာတီဗျာခမရဘာလာလောက်တာလဲအေးမင်းတို့ပေးစရာရှိလို့ဗျာဘာပေးမှလဲမထပ်ပန်ညကြရင်ဖျားကုန်းကိုမင်းတို့နှစ်ယောက်လာခဲ့ဘာလို့ရမှာလဲဗျကျုပ်တို့စားမလို့လားမဟုတ်ဘူးမင်းတို့စင်ရဲတွင်ကနေလွတ်အောင်လို့လုပ်ပေးမလို့မင်းတို့လာမှာလားဖျားကုန်းကအကျယ်ကြီးဗျဘယ်နောက်လာမှာလဲဖျားကုန်းတောင်ချီကကြောက်ဖြာကြီးနားကိုလာခဲ့ကြားလားဟုတ်ကဲ့ပါအောင်ဖေးတယောက်ကလည်းထိုးထိုးထူးထူးဆန်းဆန်းအိမ်မက်ကိုမက်ပြီးတဲ့နောက်လန့်နိုးလာတာပေါ့သူနိုးလာပြီးတော့အိတ်နေရာကနေထားလိုက်တဲ့ချိန်ဘေးမှာအိတ်နေတဲ့ငညွန့်ကလည်းသူ့ကိုမေးတယ်အောင်ဖေးဘာဖြစ်တာလဲကွာအိမ်မက်လို့ကွာတာတီကြီးကိုအိမ်မက်တာလားအေးဟုတ်တယ်မင်းကဘယ်လိုလုပ်သိရလဲငါလည်းအိမ်မက်လို့လေမင်းကဘယ်လိုမက်တာလဲကွာတာတီကြီးဆိုတဲ့လူကငါတို့ကိုကြောက်အိုးဖျားကုန်းကိုလာခိုင်းနေကွာငညွန့်ရဲ့စကားကြောင့်အောင်ဖေးကလည်းအတော်အံ့ဩမိတာပေါ့သူမက်ခဲ့တဲ့အိမ်မက်ကလည်းငညွန့်မက်တဲ့အိမ်မက်နဲ့အတူတူပဲအတော်ထူးဆန်းနေသည်ဖေးရမှာတော့အိတ်ရှင်စိမ်မရှိတာကြောင့်တဲအောက်ကိုဆင်းသူဆင်းလိုက်တာနဲ့ငညွန့်ကလည်းတဲပေါ်နေလိုက်ဆင်းတာပေါ့အဲ့ဒီနောက်အောင်ဖေးကလည်းမီးတိုက်ထားတာကြောင့်မဲနေတဲ့ရင်းနေအိုးလေးကိုအဖုံးဖွင့်ကြည့်ပြီးတော့နွားမီးဖို့တင်လိုက်ပြီးတော့လေသူ့ရဲ့နောက်ကငညွန့်ကိုလည်းပြောလိုက်တယ်ငညွန့်ဆင်းတော့စဉ်းစားစရာပဲကွာဘာလို့လဲအောင်ဖေးဟိုနေ့ကတာတီကြီးဆိုတဲ့သူကငါတို့ကိုငားလာပြီးတယ်အခုလည်းအိမ်မက်ပြီးတယ်ငါထင်တော့ငါတို့ကိုရံမပြူဘူးဆိုတာသိတာတယ်ရံပြူခြင်းမှတော့ငါတို့ကိုတခုခုလှုပ်သွားမှာပေါ့ကွာဘယ်လိုလုပ်ပြီးတော့ကြံခဲ့တဲ့ငါးတွေကိုလာပြန်ပေးမှာလဲအေးကွာဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲဘာလို့လဲကွာတာတီချင်းတဲ့နေရာကိုသွားမလားတို့တို့တခုခုတော့ထူးမယ်ထင်တယ်အေးကွာအောင်ဖေးငါတော့သွားကြည့်ခြင်းတယ်ကွာအတို့တွေလည်းသူရင်းငါဘဝနဲ့လည်းဘဝမဆုံးခြင်းဘူးတခုခုတော့အကျိုးရှိနိုင်တော့တယ်ကွာမင်းရောဘယ်လိုထင်လဲ
အကျိုးမရဘဲနဲ့ဘေးရနေရင်ဘယ်လိုလုပ်မလဲကွာမှန်းချက်နဲ့နှမ်းထွက်မကိုက်ရင်ဒုက္ခဟိုမင်းကလေကွာငါတို့အခုဘွားကလည်းဘာများခင်တွယ်စရာရှိလို့လေကွာငညွန့်ရဲ့စကားကြောင့်လည်းအောင်ဖေရလေးဘာစကားမှမပြောတော့ပဲတွေးတောနေမိတာပေါ့ငညွန့်ပြောတာလည်းမှန်ပါတယ်တစ်နှစ်ပြီးတစ်နှစ်ကျွဲလို့နွားလို့ရုန်းကန်နေရတော့လေသူတို့ဘွားကတိုးတက်မလာဘူးအဲ့ဒါကြောင့်လည်းငညွန့်ပြောသလိုပဲတာတကြီးချင်းဆိုတဲ့နေရာကိုသွားပြအောင်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ကဲကွာသေမြေကြီးရှင်ရွှေထီးပေါ့ကွာကန်တရားအလှက်ပေးရလို့ပဲသဘောထားလိုက်ငါတို့သွားကြတာပေါ့ကွာအဲ့လိုလုံဆန်းမှာအောင်ဖေရအဲ့ဒီလိုနဲ့အောင်ဖေနဲ့ငညွန့်တို့ကလည်းအိမ်မက်ထဲကတာတကြီးပြောတဲ့ကြောက်အိုးဖျားကုန်းတောင်ချီကိုသွားရန်အတွက်ဆုံးဖြတ်ချက်ချလိုက်တာပေါ့ကြောက်အိုးဖျားကလည်းဒီနယ်မှာတော့နာမည်ကြီးတဲ့နေရာတစ်ခုလေထုံနေတဲ့တောင်သူကြီးတူဖျားစင်းနုတော်များတွေ့ရှိရာနေထုံစင်းနုတော်ဖျားများကိုလည်းထာပနာတီးပြီးတော့လေရွာနဲ့လမ်းနဲ့ကြောက်ဆိုင်ကြောက်သားများအနေငယ်ရှိတဲ့တောင်ကုန်းပေါ်မှာဇီဒီတီးထားတာလေနေကန်ရွာသားများကတော့ဇီဒီကိုဖျားလို့သာတုံလုံးကြပြီးတော့အိုးများတဲ့ကြောက်တုံးများတီးရှိရာတောင်ကုန်းပေါ်မှာဇီဒီတီးထားတာကြောင့်လေကြောက်အိုးဖျားလို့အမည်ရဇီဒီတီးရှိရာကုန်းကိုလည်းကြောက်အိုးဖျားကုန်းလို့သမုတ်ကြပြန်တယ်ကြောက်အိုးဖျားကုန်းကလည်းအတော်နာမည်ကြီးပါတယ်တခါလည်းငှက်ပစ်တဲ့ငှက်မုတ်ဆိုးတယောက်ကြောက်အိုးဖျားကုန်းပေါ်ကိုငှက်လာပစ်တယ်ဖျားကုန်းပေါ်မှာမြည်သူမှလည်းသူတစ်ပါးအသက်ကိုတက်ချင်းအမှုကိုမပြုတ်ကြတာကြောင့်ထိုဖျားကုန်းပေါ်မှာများစွာသောတောကောင်ငယ်တွေနဲ့အမျိုးစုံသောငှက်တွေပေါ်တာပေါ့ငှက်ပစ်သမားကလည်းအယူသီးတဲ့ဆိုသည်ထက်မထီမဲ့မြင်ပြုတ်ရတဲ့လူရတယောက်ဖြစ်တော့လေရွာလူကြီးများရဲ့ပြောဆိုဆုံးမမှုကိုမလေးမစားလုပ်ပြီးတော့ဖျားကုန်းမှာလည်းငှက်နဲ့တောကျက်လာပစ်ငှက်ပစ်သမားများကလည်းသူ့ရဲ့လေးခွနဲ့တောကျက်ဖတကောင်ကိုချိန်ရွယ်လိုက်တယ်တောကျက်ဖာကြီးကလည်းသူ့ကိုဂယုမပြုတ်ပဲနဲ့သူ့ရဲ့ခြေတို့နဲ့ဝါရဲ့များကြားမှာရက်ပြီးတော့လေအစာရှာနေတာပေါ့ငှက်မုတ်ဆိုးကလည်းထိုကျက်ဖာကြီးကိုလည်းလောက်လေးခွနဲ့အားကုန်ဆွဲပြီးပြစ်လိုက်ငှက်မုတ်ဆိုးပြစ်လိုက်တဲ့လောက်စလုံးကလည်းအရှင်ပြင်းစွာနဲ့တောကျက်ဖာရဲ့ဥကောင်းကိုတိတိကျကျထိမှန်ဥကောင်းကလည်းပွင့်ထွက်သွားတာပေါ့ကျက်ဖာကြီးကလည်းတောင်မှန်တစ်ဖြည်းဖြည်းခတ်ပြီးတော့လေတီအန်ဆဲဆဲအချိန်ကိုရောက်သွားခဲ့ထိုအခါမှာငှက်မုတ်ဆိုးကလည်းတစ်ချက်ပြုံးပြီးတော့ကျက်ဖာကြီးကိုသွားကောက်မယ်ပြုစင်မှာတော့ဥကောင်းပွင့်နေပြီးတော့အတောင်တစ်ဖြည်းဖြည်းခတ်နေတဲ့ကျက်ဖာကြီးကလည်းရုတ်တရက်ပင်ပြန်လဲမတက်ထားရပြီးတော့အတောင်ကိုခတ်အောက်ကြီးအိုးလို့တွန်းမိတာပေါ့ငှက်မုတ်ဆိုးကလည်းကြောင်ပြီးရက်ကြည့်နေတယ်တောကျက်ဖာရဲ့အကွဲကွဲသုံးစင်ဆင့်ပြီးတော့လေတွန်တဲ့အတန်ကြားတဲ့အခါမှာတော့တတော်လုံးကလည်းကြက်တွန်တန်နေညံစီလာသလိုအတောင်မှန်တစ်ဖြည်းဖြည်းခတ်တန်နေရလဲကြားအဲ့ဒီနောက်ဘယ်ကနေဘလို့ရောက်လာမှမသိတဲ့အကောင်100ခန်းရှိပြီးတော့လေနီနီရဲရဲတောကျက်ဖာအုပ်လိုက်ကြီးကလည်းငှက်မုတ်ဆိုးကိုလိုက်ပြီးခုတ်ပါလေရောငှက်မုတ်ဆိုးကလည်းပါလာတဲ့ဓာတ်နဲ့ထိုးချက်ကြီးများကိုပိုင်းဖြတ်ပြီးတော့ခုတ်ထစ်ပါတော့လေအခုတ်ခံအဖြတ်ခံရတဲ့ကြက်များကလည်းလဲကျသေးဆုံးခြင်းမရှိဥကောင်းပြက်နေတဲ့ကြက်များပင်လင်ဥကောင်းမရှိတဲ့ကိုခန္ဓာတက်တက်နဲ့လိုက်လံခုတ်တော့လေငှက်မုတ်ဆိုးကလည်းတကိုယ်လုံးများကြက်တက်များစူးတာပေါ့ထက်လာတဲ့တောကျက်ဖာကြီးများရဲ့အတက်ချွန်ချွန်များကလည်းငှက်မုတ်ဆိုးရဲ့နရင်းတွေမျက်လုံးတွေလေပင်အပြင်တကိုယ်လုံးလည်းထိုးဖောက်ဝင်ရောက်ကုန်တာပေါ့မုတ်ဆိုးကလည်းကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးတောင်ပေါ်ကနေဆင်းပြေးထိုးစင်မှာတော့ကြက်တက်စူးထားတာကြောင့်လည်းမမြင်မဆန်းနဲ့ပြေးလွှားလေတော့ဝါခုတ်ထားတဲ့ဝချွန်ငုတ်ပေါ်ကိုလဲကြပြီးတော့အသက်ဆုံးရှုံးသွားထိုရာလည်းများပြားလာတဲ့ကြောက်အိုးဖျားကုန်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်များစွာတွေကတခုပေါ့အခုချိန်မှာတော့လေဖျားကုန်းကလည်းတိတ်ဆိတ်ငြိမ်သက်နေတယ်ဖျားကုန်းထိပ်မှာရှိတဲ့ထုံးဖြူဖြူစေတီရဲ့ထီးတော်ကနေထွက်ပေါ်လာတဲ့စိတ်လဲတန်တို့ကလည်းတစ်ချက်နားပြောဝဲရထွက်ပေါ်လို့လာခဲ့တာပေါ့လာဆိုင်ရဖြစ်တာကြောင့်လေလာရဲ့အလင်းရောင်နဲ့ဇေဒီတော်နဲ့ဇေဒီတီရှိရာတောင်ကုန်းတစ်ခုလုံးဖြန့်ကျက်ထားတာကြောင့်အတိုင်းသားမဟုတ်သည့်တိုင်လည်းခက်ပြပြမြင်နေရတယ်ဖျားကုန်းကိုလာရောက်တဲ့လမ်းလေးမှာတော့လူ2ယောက်ကလည်းလမ်းလျှောက်လာတာပေါ့ထိုသူ2ယောက်ကတော့ခြားသူမဟုတ်ပါဘူးငညွန့်နဲ့အောင်ဖေငညွန့်ကလည်းဓာမီကိုကင်သူ့ရဲ့နောက်မှာပါလာတဲ့အောင်ဖေကိုလေအောင်ဖေငါတို့ကဘယ်နှမ်းသွားမှာတော့ကြောက်ဖြာနားတယ်လေကွာအဲ့ဒါဆိုရင်တောင်ကြီးကချောင်းဆက်ပဲနေမှာပေါ့အခါတွင်းမှာစောင့်ဖို့တဲ့နေရာပဲဖြစ်မယ်ဟောအေးကြောက်ဖြာဆိုလို့လေအိုင်နာလေးပဲရှိတာမလားဟုတ်တယ်လေကွာမင်းတော့မသိဘူးဟေးငါတော့တယောက်တည်းဆိုရင်မလာရဲဘူးငါကောင်းရင်ဩငါလည်းမင်းပါလို့လာရဲတာလေကွာပြောလောက်အောင်တက်တီရလည်းရှိတာမဟုတ်ဘူးကွာသူတို့2ယောက်ကလည်းစကားတပြောနဲ့ဖျားကုန်းတောင်ကြီးမှာရှိတဲ့ချောင်းရိုးဆက်လေးကိုလည်းလမ်းလျှောက်သွားခဲ့တာပေါ့သူတို့2ယောက်ကလည်းအတော်လေးစိတ်လှုပ်ရှားနေကြအဲ့ဒီနောက်ဘာစကားမှပြောဘဲနဲ့တိရိတ်ကြနေတာကြောင့်လေလာရည်မရှိတဲ့ချောင်းရိုးလေးတိုင်ဓာမီထိုးပြီးသွားကြတာပေါ့ချောင်းရီကလည်းဒူးလောက်သာရှိပြီးတော့လေကြောက်အိုးဖျားကုန်းအောက်ခြေမှာရစ်ပတ်ပြီးတော့စီးစင်းနေတာသူတို့2ယောက်ချောင်းရိုးအထက်ဖျားကိုသွားလိုက်ကြပြီးတော့မများမကြခင်ချိန်မှာတော့လာရောင်ကြောက်ရောက်နေတဲ့ကြောက်ဖျားကြီးကိုတွေ့ရတာပေါ့ထို့သောမြင်တွေ့လိုက်ရတာနဲ့လေအောင်ဖေနဲ့ငညွန့်တို့ရဲ့နှလုံးခုန်တန်များကလည်းတယောက်နဲ့တယောက်ကြားရတဲ့အထိကျေလောင်လာသလားထင်ရတယ်အောင်ဖေမင်းကြောက်နေရလားဟိုကြောက်တာလည်းမဟုတ်ဘူးကွာတမျိုးတော့တမျိုးပဲကွာလာကွာသွားကြတာပေါ့သေလဲအဖော်ရှိတာပဲကွာသေပြောပါတယ်မင်းနဲ့ငါတော့တော်တော်ကိုရေဆက်စုံနေကွာအေးကွာသူရင်းကလောက်တာတော့မှသူရင်းတိုင်တယောက်ထဲမှာစုံနေအေး
တို့တွေမိမတယောက်ထဲတော့နှစ်ယောက်မယူရတော့ပါဘူးနော်။ဩပြောလို့မရဘူးကွ။မင်းကြိုက်နေတဲ့ຫນွေမကလည်းငါ့ကိုကြည့်နေတာနော်။အာမင်းကိုကြည့်နေတာအိမ်နာချင်းတူးခိုင်းမလို့နေမှာပေါ့ကွ။လက်ခွေးရည်မှာမင်းရတော့ကွာပောက်ကရပြောတော့ငါမင်းထက်ကြည့်ကောင်းလို့ကြည့်တာနေမှာပေါ့ကွ။သူတို့နှစ်ယောက်ကလည်းကြောက်စိတ်ပြေလို့ပညာတခြားသောအကြောင်းအရာတွေကိုပြောဆက်ပြီးတော့ကြောက်ဖြာစီကိုသွားလိုက်တယ်။လာရောင်ဆန်းထားတဲ့ကြောက်ဖြာပေါ်မှာအောင်ဖိနဲ့ငညွန့်တို့ထိုင်နေတာပေါ့။သူတို့ကလည်းဘာစကားမှမပြောဘဲတစုံတစ်ခုကိုစောင့်မျှော်နေကြတယ်။သူတို့နှစ်ယောက်မျှော်နေတဲ့အရာတော့တာတကြီးပေါ့။အချိန်တန်ကြာတဲ့အခါမှာလည်းထူးခြားတဲ့ရိပ်ရောင်လည်းပေါ်မလာအဲ့ဒါကြောင့်ငညွန့်ကလည်းစတင်ပြောတယ်။အောင်ဖိတာတကြီးကငါတို့ကိုပုံမြင်ပြောသွားတာလားကွာ။ဒါမှမဟုတ်မင်းနဲ့ငါကပဲစိတ်ကူးရင်နေရလားမသိတော့ပါဘူးကွာ။အာငါတို့ကအလုပ်ကိုညှင်းဝဲပြီးတော့အတွေးလွန်နေတာဖြစ်မယ်ကွာ။ထူးတော့ထူးဆန်းနေကွာ။ကဲဒီမှာချိန်ဖြုံးတာတော်သိပြီကွာမနှက်ဖန်ကြရင်လည်းအစိုးရထားပြီးတော့ထဲထိုးအောင်ပြန်ကြတာပေါ့အောင်ဖေနဲ့ငညွန်းတို့ကလည်းအချိန်တော်ကြောင်ဆောင်ဆိုင်မှာတော့လေတာတီကြီးရောက်မလာတာကြောင့်ကြောက်ပြပေါ်ထိုင်နေရနေမတည့်ရက်လိုက်ပြီးတဲ့နောက်လာလန်းတိုင်းပြန်ကြတာပေါ့ကြောက်ပြနဲ့မလန်းမကန်းရောက်တာနဲ့သူတို့နောက်ကနေအတန်ထွက်ပေါ်လာခဲ့ဟေးကောင်နေပြန်ကြတော့မလို့လားကွာထိုးတန်းကြောင်လည်းအောင်ဖေနဲ့ငညွန်းကလည်းနောက်ကိုလှည့်ကြည့်တော့သူတို့ခါထောက်ပြီးကြည့်နေတဲ့တာတီကြီးကိုတွေ့ရတယ်တာတီကြီးကလည်းလာရောင်ထွန်းလင်းနေတဲ့ကြောက်ပြပေါ်မှာခါထောက်မတည့်ရက်နေတာပေါ့သူ့ရဲ့ပုံစံအတိုင်းအပေါ်ပိုင်းဗလာချင်းပစိုးကိုလည်းကြောင်ကြိတ်ထားပြီးတော့ရှုပ်ပွားနေတဲ့သပင်ရှင်နဲ့ဖြစ်ပြီးတော့အဆွေနဲ့ချောင်းကြီးကလည်းအပြင်ကိုခေါ်ထွက်နေတာညလုံးတို့ကလည်းရေရဲနေနေတယ်အောင်ဖေနဲ့ငညွန့်ကလည်းထိုးထိုးရုပ်သွင်းကိုနောက်တစ်ချိန်ထပ်မံတွေ့တာကြောင့်ထိတ်လန့်နေတာပေါ့အဲ့ဒီနောက်တာတကြီးကလည်းဟဲ့ကောင်နေဘာတွေကြောက်နေရလဲလာခဲ့ကြလေဟုတ်ကဲ့ပါနောက်တစ်ချိန်ထပ်ခေါ်လိုက်တဲ့အခါမှပဲသူတို့နှစ်ယောက်ကလည်းသတိပြန်ဝင်လာပြီးတော့တာတကြီးရက်နေတဲ့ကြောက်ဖြားအစွန်သားကိုလည်းတွားထိုင်လိုက်တာပေါ့သူတို့နှစ်ယောက်ကလည်းတာတကြီးကိုသေချာမကြည့်ဝင်ဘူးအဲ့ဒီနောက်တာတကြီးကလည်းနောက်ထပ်စကားဆိုးလာတယ်မင်းတို့နှစ်ယောက်ငါ့ကိုမကြောက်ကြနဲ့မင်းတို့နှစ်ယောက်နဲ့ငါလည်းပဋ္ဌာန်းဆက်ရှိတယ်ထင်တယ်ငါရံမပြုတ်ပါဘူးဟုတ်ကဲ့ပါအေးလူရည်တို့ရှင်းမဲ့ပြောမယ်မင်းတို့ချမ်းသာခြင်းကြလားတာတကြီးရဲ့အမေးကြောင့်လည်းငညွန့်နဲ့အောင်ဖေတို့တယောက်မြင်တာတယောက်ပြန်ကြည့်မိတာပေါ့သူတို့အနေနဲ့ထိုးထိုးကြည့်လိုက်ချင်းကလည်းဒီကိုမလာခင်ပြောခဲ့တဲ့စကားမှန်နေပြီဆိုတဲ့သဘောအဲ့ဒီနောက်အောင်ဖေနဲ့ငညွန့်တို့ကလည်းဥကောင်းကိုညှိပြီးတော့ချမ်းသာခြင်းပါလေအေးအဲ့ဒါဆိုဟန်ကြတာပဲကွာမင်းတို့ခဏဆက်ငါဆရာကိုသွားခေါ်လိုက်အောင်တာတကြီးကလည်းထိုးထိုးပြောပြီးတော့လေကြောက်ဖြာဘောကနေတဆင့်ချောင်းရိုးကဘာပေါ်ကိုလည်းတက်ရောက်ပြီးထွက်ခွာသွားတာပေါ့တာတကြီးထွက်သွားတဲ့အခါမှာတော့ငညွန့်ကလည်းအောင်ဖေးနားကိုကပ်ပြီးတော့အောင်ဖေးသူ့မှာဆရာရှိသေးတယ်ဆိုပဲကွာငါတော့ကြောချမ်းနေပြီနော်အေးငါလည်းတူတူပဲသူတောင်တော့ကြောက်ဆရာကောင်းနေတာသူ့ဆရာဆိုရင်ဘယ်လောက်များကြောက်ဆရာကောင်းနေလိမ့်မလဲကွာအိုးချမ်းသာခြင်းနဲ့လို့တော့ပြောပြီးပြီကွာနောက်ဘာဆက်ဖြစ်မလဲတော့မသိဘူးသူတို့ကလည်းထုံမြသာပြောပြီးတော့တာတကြီးနဲ့သူ့ရဲ့ဆရာဖြစ်သူအလာကိုလည်းစောင့်ဆိုင်နေတာပေါ့ညမကြတော့တဲ့ချိန်မှာတော့ချောင်းရိုးကဘာအတိုင်းလည်းတာတကြီးဆင်းလာတာတွေ့ရပြီးတော့ကြောက်ကြပေါ်မှာဒူးထောက်ထိုင်နေရတာပေါ့တာတကြီးကလည်းဒူးထောက်ထိုင်နေနေအောင်ဖေတို့နှစ်ယောက်ကိုလှည့်ကြည့်ပြီးတော့လေဟေးကောင်လေဒူးထောက်ပြီးတော့ခေါင်းငုံနေနော်မော်ဖူးဆိုမှပဲငါဆရာကိုမော့ကြည့်ကြကြားလားသူကမော်ဖူးလို့မပြောဘဲနဲ့ကြီးလို့ကတော့မင်းတို့ဇက်ပြက်ပြီးသားမဲ့ဟုတ်ကဲ့ပါဒါတကြီးရဲ့စကားကြောင့်လည်းအောင်ဖေနဲ့ငညုံလိုက်ပြတလဲဒူးထောက်ပြီးတော့ခေါင်းငုံထားတာပေါ့ညမကြတော့တဲ့ချိန်မှာတော့အလင်းရောင်တချို့ထွက်ပေါ်လာပြီးတော့လူတယောက်ရဲ့အတန်ကိုလည်းကြားတယ်ကဲမော်ဖူးကြစီကွယ်ထိုသူကလည်းလေးစံအေးနဲ့ပြောနေတော့လေအောင်ဖေနဲ့ငညုံကတော့ဒူးထောက်ပြီးခေါင်းငုံလျက်သာနေတာပေါ့ထိုခါဒါတကြီးကလည်းသူ့ရဲ့အတန်အော်ကြီးနဲ့လေဟဲ့ကောင်ခေါင်းမော်လို့ရပြီကွာဟုတ်ကဲ့ပါငညွန့်နဲ့အောင်ဖေကလည်းတာတကြီးရဲ့စကားဆုံးတာနဲ့သူတို့ရဲ့ဥကောင်းတွေကိုမော့ပြီးတော့ကြည့်လိုက်တော့သူတို့နှစ်ယောက်ရဲ့ရှေ့မှာမတ်တက်ရက်ပြီးတော့လက်ပိုက်နေတဲ့သူတို့ထက်အနှဲငယ်သာအသက်ကြီးနိုင်တဲ့လူရွယ်တယောက်ကိုလည်းတွေ့ရတယ်ထိုလူရွယ်ကလည်းပိုးသားအင်းကွက်ထောက်တောင်ရှည်ပစိုးကိုဝင်းစင်ထားပြီးတော့ပိုးဘွားတစ်ထဲကိုခေါင်းမှာစီးသူ့ရဲ့ကိုကနေလည်းအနှဲငယ်အယောင်ဝါတို့ကလည်းထုံးလင်းလျက်ရှိတာပေါ့ထိုပုဂ္ဂိုလ်ကလည်းအောင်ဖေနဲ့ငညွန့်တို့ကိုကြည့်ပြီးတော့လေမောင်မင်းတို့ကချမ်းသာခြင်းနေလားဟုတ်ကဲ့ချမ်းသာခြင်းပါလေဗျအောင်ဖေကလည်းထူးဆန်းသောပုဂ္ဂိုလ်ကိုလည်းထိုးထိုးပြောတော့တာတကြီးကလည်းကမန်းကရမ်းနဲ့လည်းဟန့်ထားတာပေါ့ဟေးကောင်ဟုတ်ကဲ့ပါလို့မပြောပါဘူးကွာမှန်မှာကိုတော်လေးလို့ပြောရတယ်ကိုတော်လေးကျွန်တော်မျိုးဒီငမိုက်သားတွေကိုသာတောင်းပန်ပါလေခွင့်တော့ပေးပါတာတကြီးကလည်းသူ့ရဲ့ကြမ်းတမ်းတဲ့ရုပ်ရည်နဲ့မလိုက်ဖက်စွာယိုကျိုးလာစွာနဲ့သူ့ရဲ့အရှင်သခင်ဖြစ်သူကိုဝစ်တားစွာနဲ့ခရတောင်းပန်တာပေါ့ထိုကကိုတော်လေးလို့နန်းစားသုံးတဲ့ထူးဆန်းတဲ့ပုဂ္ဂိုလ်ကလေတာတကြီးစိတ်မပူနဲ့ငါကိုတော်ခွင့်လွတ်တယ်သူတို့တွေကတန်မှန်လူသားတွေပဲမလို့ဘွေးမယူပါဘူးတင်စိုးရင်မနေနဲ့စိတ်အေးအေးထား
ဒါတကြီးကလည်းအောင်ဖေနဲ့ငညွန့်ဒုက္ခရောက်အောင်မကိုလိုလားပုံမပေါ်ဘူးလေအဲ့ဒါကြောင့်လေသူတို့နှစ်ယောက်ကိုလည်းအမားမရှိရလေအောင်အမြဲစောင့်ကြည့်လို့နေခဲ့အဲ့ဒီနောက်ကိုတော်လေးကလည်းအောင်ဖေတို့နှစ်ယောက်ကိုကြည့်ပြီးတော့လေမောင်မင်းတို့ချမ်းသာအောင်လုပ်ပေးဖို့ကငါကိုတော်အတွက်မခက်ခဲပြီဘူးဒါပေမဲ့မောင်မင်းတို့ကငါကိုတော်ရဲ့အကျိုးကိုတည်ဖို့ပေးရမယ်ကျုပ်တို့ကဘာလုပ်ပေးရမှာလဲဗျာမောင်မင်းတို့လုပ်ပေးရမှာတခြားမဟုတ်ပေဘူးကိုတော်ရဲ့တပည့်အဖြစ်နေဖို့ပဲဗျာကျုပ်တို့ကဒီမှာနေရမှာလားမဟုတ်ပါဘူးမောင်မင်းတို့ကြိုက်တဲ့ရွာကြိုက်တဲ့မြို့မှာနေနိုင်ပါလေငါကိုတော်ခိုင်းစရာရှိရင်တော့မောင်မင်းတို့လိုငါရဲ့ကျွန်တော်တွေနဲ့အခေါ်လွှတ်လိုက်ကိုတော်ရဲ့စကားကြောင့်လည်းအောင်ဖေနဲ့ငညွန့်ကလည်းတယောက်မျက်နှာတယောက်ကြည့်တာပေါ့သူတို့ညောက်ကလည်းချင်းချင်းပြန်ကြည့်တဲ့အကြည့်ရဲ့ဒိဗယ်ကိုလည်းသိတဲ့ကိုတော်လေးကတော့တစ်ချက်ပြုံးပြီးတော့မေးလိုက်တယ်မောင်မင်းတို့အမြဲခေါ်မှစိုးရင်နေတဲ့ထဲမှာလေစိတ်မပူပါနဲ့ကိုတော်ကလည်းမောင်မင်းတို့ကိုအမြဲတမ်းစင့်ခေါ်မနေပါဘူးလူအသက်နဲ့10နှစ်ကြာမှတစ်ချိန်ခေါ်မှာပါအဲ့ဒီထက်ပိုကြရင်လည်းကြာနိုင်မယ်မောင်မင်းတို့နဲ့တင့်လျော်တဲ့အလုပ်မပေါ်သေး၍ကိုတော်မခေါ်ပါဘူးစိတ်ရှိစွာရှင်းပြနေတဲ့ကိုတော်ဆိုတဲ့သူကြောင့်အောင်ဖေနဲ့ငညွန့်တို့ကလည်းတိုင်ပင်မထားပဲတပြိုင်တည်းလက်ခံကြတာပေါ့အကျုပ်လုပ်ပါမယ်ကျုပ်လုပ်ပါမယ်ဗျာကောင်းပြီစွာအဲ့ဒီတော့ကိုတော်ရဲ့တပည့်ဖြစ်ပြီဆိုတော့ချမ်းသာဘူးကတော့ပူမနေနဲ့တော့ကဲတာဒီငါကိုတော်ရဲ့တပည့်လက်သား2ယောက်ကိုလည်းရွှေအိုး1ယောက်တအိုးစီလက်ဆောင်ပေးလိုက်စမ်းကွယ်မှန်လားပါကိုတော်လေးဒါတကြီးကလည်းကိုတော်ဆိုတဲ့ပုဂ္ဂိုလ်ဦးချကြော့ပြီးရဲ့နောက်ချောင်းရိုးကဘာဘုတ်ကိုလည်းတက်သွားပြန်တာပေါ့အဲ့ဒီနောက်ကိုတော်ကလည်းအောင်ဖေနဲ့ငညွန့်တို့2ယောက်ကိုတစ္ဆာဆိုခိုင်းတယ်ဆိုခိုင်းတဲ့တစ္ဆာကတော့သူ့ရဲ့ခိုင်းစေမှုကိုညှင်းဆန်ရွှေ9ဆက်အတိဆုံးနဲ့သေရမယ်ဆိုတဲ့စကားပေါ့ငညွန့်နဲ့အောင်ဖေကလည်းရွှေအိုး1ယောက်တို့ရတော့မှဖြစ်တာကြောင့်ကိုတော်ဆိုခိုင်းတဲ့တစ္ဆာစကားအတိုင်းဆိုလိုက်သူတို့2ယောက်တစ္ဆာဆိုပြီးတဲ့ချိန်မှာတော့တယောက်နဲ့တယောက်ကလည်းတာဒီတယောက်ရွှေအိုးနှလုံးကိုလည်းလက်တစ်ဖက်စီကနေဆွဲပြီးတော့ပြန်လာတာကိုမြင်လဲငညွန့်နဲ့အောင်ဖေကလည်းတအိုးစီပေးလိုက်တာပေါ့အဲ့ဒီနောက်တာတီနဲ့ကိုတော်ကလည်းချောင်းရိုးကဘာဘုတ်ကိုတက်ရောက်ပြီးတော့ပျောက်ကွယ်သွားခဲ့နှစ်လရက်တည်းကလည်းကြာညောင်းခဲ့ပြီဖြစ်ပါတယ်အောင်ဖေနဲ့ငညွန့်ကလည်းတယောက်တယောက်စီမှာနေထိုင်ပြီးတော့မိသားစုနဲ့အတူတူကြီးပွားနေပြီအောင်ဖေကတော့မလှကုန်းလိုမြည်ရတဲ့ရွာမှာအချမ်းသာဆုံးဆိုတဲ့ဂုံပုတ်နဲ့နေထိုင်ပြီးအိမ်အောင်ကြပြီးတော့ညီကိုမနမမိရွာများနဲ့အတူတူနေထိုင်တာပေါ့မိသားစုဝင်တွေများကြားထဲမှာတော့အောင်ဖေရဲ့ဩဇာလည်းတီးတယ်အောင်ဖေကလည်းအသက်40အရွယ်လူကြီးတယောက်ဖြစ်လို့နေခဲ့ပါပြီသူနည်းတူပဲငညွန့်ဟာဒီလေဦးညွန့်အမည်ရပြီးတော့လဲရဝေရွာမှာတော့တထေးတကြွယ်တူဖြစ်နေခဲ့သူကလည်းအောင်ဖေနီးတူပဲအိမ်အောင်ကြသွားတော့ညာလဲမိဘညီကိုမောင်နှမများနဲ့အေးချမ်းစွာနေထိုင်တာပေါ့တရက်မှာတော့အောင်ဖေတယောက်ကလည်းသူပိုင်တဲ့လယ်များကိုသွားရောက်ကြည့်ရှုရန်အိမ်ကနေလမ်းလျှောက်ထွက်ခဲ့သူ့လယ်ယာများကလည်းလက်ညှိုးထိုးမလဲဖြစ်ပြီးတော့လဲသူရင်းငါးများနဲ့လောက်ကင်နေတာပေါ့သူရင်းငါးဘဝကနေချမ်းသာလာတဲ့အောင်ဖေတယောက်သူရင်းငါးတိုင်ဘဝရောက်တာနဲ့သူရင်းငါးများကိုလည်းသူ့ရဲ့မိသားစုတို့ပဲကြည့်ရှုစောင့်ရှောက်တယ်အဲဒါကြောင့်လဲသူရင်းငါးများကတော့သူ့ကိုများစွာချစ်ခင်တာပေါ့အောင်ဖေကိုပြင်လဲသူ့ရဲ့သူရင်းငါးများတည်တာမဟုတ်ပဲရွာမှာရှိနေတဲ့လူကြီးလူငယ်မရွေးအောင်ဖေကိုလည်းများစွာလဲယိုသေးလေးစားကြတယ်။တာရင်နာရင်နဲ့ရရေးရွာရင်မြည်သည့်အရေးမှမကြံစီရပဲရှေ့ဆုံးကနေပါဝင်သူဖြစ်တာကြောင့်လဲအောင်ဖေကတော့မလှကုန်းရွာရဲ့မျက်နှာဖုံးတယောက်ဖြစ်လို့နေခဲ့ပြီ။အခုကလည်းအောင်ဖေတယောက်ရွာလမ်းတိုင်းလမ်းလျှောက်လာရမှာလမ်းဘေးမှာရှိတဲ့အိမ်များကလည်းသူ့ကိုလည်းရင်နှွေးချမ်းတောက်ဖို့လည်းခေါ်ကြတာပေါ့။အကိုအောင်ဖေကျုပ်တို့အိမ်ဝင်းမအောင်ဗျရင်နှွေးချမ်းလေးတောက်ရအောင်။မဝင်တော့ကိုစိန်လေးလေတဲ့သွားเสียရှိလို့ဗျ။အော်ဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုလဲတော့ပါဗျ။နောက်များကျုပ်တို့အိမ်လေးလားလေပါဦး။စိတ်ချပါဗျာလာမှာပါအောင်ဖေကလည်းသူ့ကိုနှုတ်ဆက်သူများကိုလည်းအိမ်စိနီးပါးပြန်နှုတ်ဆက်လာရနေရွာပြင်ရောက်မှသာနှုတ်ဆက်မဲ့သူမရှိတော့တာဖြစ်ပါတယ်။သို့ပေမဲ့လည်းလေယာများနေပြန်လာကြသူတချို့တွေလေယာလည်းပြန်နှုတ်ဆက်ရသည်။အဲ့ဒီနောက်မှာသူကလည်းရွာနဲ့မလန်းမန်းကမှရှိတဲ့လေခွင်းများကိုသွားလိုက်တာပေါ့။စပားတွေရိတ်သိမ်းပြီးတော့ပြီဖြစ်ပြီးတော့စောင်းသီးနှံအဖြစ်မက်ပဲတွေကျဲထားလိုက်ရမှာတော့အချိန်ကြီးတော်တော်လေးကောင်းလာ။အောင်ဖေကလည်းလေကစင်းဘောကိုလမ်းလျှောက်ပြီးတော့လာနေတာကိုမြင်တဲ့အခါမှာတော့တဲတွင်းနဲ့နားနေတဲ့လူငယ်2ယောက်ကလည်းတဲပြင်ကိုထွက်သူ့ကိုလည်းပြောလိုက်တာပေါ့ဟာဦးလေးရေနေဘူးနေပြီဗျခိုင်းစရာရှိရင်လည်းတယောက်ယောက်ခေါ်ခိုင်းလိုက်ပေါ့ငါလည်းလာကျင်နေလို့ပါငါပြူးနေမောင်တို့ရာဟာလာဦးလေးမပဲတွေကတော့ဒီနှစ်တော်တော်ထွက်မယ်ဗျအေးကွာအပင်တွေကလည်းတော်တော်ကောင်းနေအေးအဲ့ဒါမင်းတို့တော်လို့ပေါ့ကွာဒီနှစ်လဲစုချဟာကျုပ်တို့မိသားစုကအဆင်ပြေပါတယ်ဦးလေးရေဒီနှစ်ထက်လာပေးရင်တော့မှကျုပ်တို့နှစ်ယောက်မယူတော့ဘူးလို့ဆုံးဖြတ်ထားတာအေးဘလို့ဖြစ်တာလဲကွာငါပေးတာနည်းများနည်းနေလို့လားမဟုတ်တာဦးလေးကကျုပ်တို့ရဲ့ကျေးဇူးရှင်ပါဗျကျုပ်တယောက်လှုပ်အားနဲ့တင်မဲ့မိဘတွေကလောက်ငါပါတယ်အိုးလေငါပြုလို့မြည်ရတဲ့လူငယ်လေးကလည်းအောင်ဖေးကိုပြောတင်မပြောတင်စဉ်းစားတာပေါ့ထိုရာကိုသိတဲ့အောင်ဖေးကလည်းတဲတဲကိုရောက်တာနဲ့ငါပြုကိုကြည့်ပြီးတော့လေကဲငါပြုမင်းငါ့ကိုပြောစရာရှိတယ်ဆိုတာသိတယ်ကွာပြော
အောက်ချမ်းကြံခင်းမှာလုပ်တဲ့ကိုတင်မောင်ဦးလေးသိတယ်မလားထိုင်မင်းကတင်မောင်မလားဟုတ်တယ်ဦးလေးအိဆက်ပြောအောင်ကွာဘာဖြစ်လို့လဲသူအစမပြေဘူးဦးလေးသူကလေးစိတ်ယုံတင်ထားရတယ်အဲ့ဒါငွေကြီးခက်ခဲဖြစ်နေတာကျုပ်တို့ပေးမယ်မဟုတ်ဘူးသူ့ကိုပေးဖို့ပြောချင်လို့ပါဒါကောင်းတဲ့ကိစ္စပြောတာပဲငါပြူးနေမောင်ထူးရမင်းတို့ရဲ့စိတ်တဲ့ကိုတော့ငါလေးစားတယ်မင်းတို့ပေးနေကြမဟုတ်ဘူးလည်းပေးမယ်တင်မောင်ကိုလည်းပေးမယ်မင်းတို့ကငါရဲ့မိသားစုဝင်နေပါကွာဒါနဲ့တင်မောင်ဆိုတဲ့ကောင်ဒီလောက်အရေးကြီးတာကိုဘာလို့များငါ့ကိုမပြောတာလဲမသိဘူးအာနာလို့တဲ့ဦးလေးရေဒါအာနာစရာမှမဟုတ်တာကွာဒါနဲ့မင်းတို့ဇေယျရော့ရှိသေးလားမပြတ်ခင်ကြိုးလာယူနော်လိုချင်တာတွေလည်းအာမနာနဲ့ရွာတွေကသိန်းဆောင်ကိုလည်းဝက်ပေါ်တာနဲ့မင်းတို့စီကိုပို့ပြီးပြောထားတယ်ဒီကောင်လာပို့လားအပို့ပါလေဦးလေးအေးဒီနေ့နေတဲ့စာကိုတော့မင်းတို့တဲမှာစားမယ်ကွာငါအောက်ကြံငင်းကိုသွားလိုက်အောင်မယ်မောင်ထူးမင်းငါနဲ့လိုက်ခောက်ကွာပြန်လာမှထမင်းစားမယ်ဟုတ်ကဲ့ဦးလေးငါပြူငါဘာဟင်းကြိုက်တယ်ဆိုတာသိရနော်သိပါတယ်ဦးလေးရာခရမ်းညင်သီးနဲ့ငါ6စီးပြန်ချက်လေးမလားဟိုမှာကျုပ်တို့ကတခွားပင်ရုံးမနေသေးမင်းတို့တောင်စိုက်ထားတာဗျတဲဟန်တာပဲကွာငါပြူးနဲ့မောင်ထူးကတော့အကွက်ကိုစိတ်လို့ဟိကဲမောင်ထူးရေသွားကြရအောင်ဖေကလည်းသူ့ရဲ့သူရင်းကားမောင်ထူးကိုခေါ်ပြီးတော့သူတို့အခေါ်အောက်ဖက်လို့မြည်တဲ့ကြံငင်းများဘက်ကိုလည်းထွက်ခဲ့တာပေါ့တင်မောင်ရေဗျာကိုမင်းကွာကလေးနေမကောင်းလို့ခက်ခဲဖြစ်နေတာကိုငါ့ကိုပြောရောပေါ့ကွာအောင်ဖေကလည်းကြံကုန်းပေါ်မှာတဲတွင်နဲ့ဝင်ထိုင်နေနဲ့သူရင်းကားတင်မောင်ကိုလည်းပြောလိုက်တာပေါ့ထိုအခါတင်မောင်လည်းအနီးမှာရှိတဲ့မောင်ထူးကိုတစ်ချက်ကြည့်လိုက်ပြီးတော့အကိုကြီးကိုမောင်ထူးပြောပြတာလားငါပြူးနဲ့မောင်ထူးပြောပြတာလေသူတို့ပေးမယ်မဟုတ်ဘူးမင်းကိုပဲပေးပါတယ်ကွာတင်မောင်လည်းမောင်ထူးကိုအားတုံအားနာပြုံးပြပြီးတော့လေအောင်ဖေကိုလည်းပြောတာပေါ့အကိုကြီးကိုအားနာလို့လေဗျာကျုံမှာပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်နေတာဆိုတော့အားနာလာပြီဗျတင်မောင်ငါလည်းသူရင်းကားဘဝကနေလာတဲ့ကောင်ပါကွာဘာမှအားနာစရာမလိုမင်းလိုအပ်တော့ပြောငါအိမ်ကိုလာယူလိုက်ကြလားကျေးဇူးတင်ပါတယ်ကိုကြီးပြောကြမလို့အောင်တင်မောင်ရမင်းတို့တော့မှငါပြန်ပြီးကျေးဇူးတင်အောင်ပါကွာကဲငါပြန်လာအောင်မယ်မနေ့ဖန်လာပြန်လာခဲ့နော်တခြားပေးစရာတွေလည်းရှိသေးလို့ဟုတ်ကဲ့ပါကိုကြီးအဲ့ဒီနောက်အောင်ဖေကလည်းသူ့ရဲ့ကြံငင်းများကိုလှည့်လည်ကြည့်ရှုပြီးတဲ့နောက်မောင်ထူးနဲ့တူတူငပြူးရှိရတဲကိုပြန်ခဲ့တာပေါ့မောင်ထူးနဲ့တူလမ်းလျှောက်နေစကားပြောမနဲ့သွားလိုက်ရမကြတော့တဲ့အချိန်မှာတော့တဲကိုပြန်ရောက်ခဲ့တဲကိုရောက်တာနဲ့ထမင်းနဲ့ပြင်ဆင်နေတဲ့ငပြူးကလည်းဦးလေးရေချိုးအောင်မလားကျွန်တော်ရေသွားဆွဲပေးမယ်မချိုးတော့ပါဘူးကွာအဲ့ဒါဆိုလေထမင်းစားလို့ရပြီဦးလေးအေးကွာငါလည်းဗိုက်စာနေပြီကွာလွှေးကြတာပေါ့ဦးလေးကြိုက်ချက်ထားတယ်ဗျို့အေးကွာအနမ်းရတာနဲ့အတော်လေးစားကျင်နေပြီဗိုက်စာနေပြီကွာအိမ်မှာထမင်းစားတာလည်းမကောက်မဟုတ်ကွာအောင်ဖေကလည်းအိမ်မှာပြည့်ပြည့်စုံစုံနေနိုင်စားတော့နိုင်တော့လေလေယာတဲမှာအလုတ်လုတ်ပြီးတော့မုံပန်းနဲ့ချက်ပြုတ်စားတော့ခဲ့ရတဲ့အချိန်များလောက်လဲထမင်းမမြင်အခုငပြူးချက်ရွေးတဲ့ထမင်းနဲ့ဟင်းကိုတော့မရင်ချက်ရည်စားတော့နေသည်ကလည်းအလွန်ကောင်းလာတာပေါ့အဲဒါကြောင့်လဲ10ရက်နဲ့တစ်ခါလောက်သူရင်းငါးများနေထိုင်တဲ့လေယာများကိုလှည့်လည်ပြီးတော့စားတော့လေရှိအောင်ဖေရောက်လာတဲ့ခါမှာသူရင်းငါးတွေကလည်းပျော်ရွှင်ကြတာပေါ့တချို့သောသူရင်းငါးများလည်းသူရင်းငါးတိုင်ရောက်လာတဲ့ခါများမှာလည်းမပျော်ရွှင်ကြဘူးအကြောင်းကတော့သူရင်းတိုင်များလည်းစီလိုပေါက်ရှာပြီးတော့ခိုင်းတဲ့တာကြောင့်ပေါ့အခုအောင်ဖေရဲ့သူရင်းငါးများကတော့ထိုးတော့မဟုတ်အောင်ဖေမလာရင်မျောနေတကြပြီးတော့ရောက်လာရင်လည်းပျော်ရွှင်ကြအောင်ဖေကလည်းထမင်းစားကောင်းကောင်းနဲ့စားလိုက်ရမှာတော့အတော်လေးဗိုက်တင်းသွားတာပေါ့ထမင်းစားပြီးတဲ့အခါမှာတော့လေဂရင်းချင်တာကြောင့်လေငပြူးကိုကြည့်သူ့ရဲ့လက်ညှိုးနဲ့လက်မကိုလည်းဆက်လိုက်တောက်တဲ့ဟန်လုပ်ပြပြီးတော့ငပြူးဒါလေးရှိလားကွာရှိလို့ရှိတယ်ဒါပေမဲ့ဦးလေးဆက်လိုက်တောက်လို့မရဘူးလို့အမကြီးကကျုပ်တို့ပြောထားတယ်မင်းကလည်းကွာတဖွာနှစ်ဖွာလောက်ပါပဲကွာငါမလဲမကြီးမငယ်နဲ့ကွာဆက်လိုက်ခိုးတောက်နေရတယ်လို့အမကြီးကဦးလေးတွေကောင်းစီခြင်းလို့ပြောတာပါဗျငါသိပါတယ်ကွာလောက်ပါအတူလေးလောက်ဖြစ်ပေါ့အတင်းတောင်းနေတာကြောင့်လဲငပြူးကလည်းတဲရဲ့အောက်ခင်းထားတဲ့ဝလုံးကောင်းတွေကဆက်လိုက်တိုးလေးကိုပေးလိုက်သလိုတေတာမီးကြီးလေးကိုပါကမ်းပေးလိုက်တာပေါ့အောင်ဖေကလည်းငပြူးကမ်းပေးတဲ့ဆက်လိုက်တိုးနဲ့မီးကြီးကိုယူမီးညှိပြီးတော့ဖွာဆိုင်နေခဲ့ဆက်လိုက်တောင်ရင်းကနေချောင်းဆိုးလာတဲ့အောင်ဖေကလည်းမိဘညီကိုမောင်နှမများနဲ့ဇနီးတဲ့အပေါင်းဝင်သားသမီးများကပါဆက်လိုက်တောက်ချင်းကိုတားမြစ်တာပေါ့အိမ်တော်ဦးစီးတယောက်ဖြစ်နေကြစားသူ့ရဲ့ကျမ်းမာရေးအတွက်တားမြစ်လာပြီးဖြစ်ရမှာတော့လိုက်နာရတယ်သူရင်းကားများတွေကလည်းသူ့ကိုဆက်လိုက်မတောက်စေချင်ဘူးတောက်တာတွေ့ရတဲ့အိမ်ပြန်တိုင်မယ်ပြောတော့ကြောင့်လည်းချော့မော်ပြီးတောင်းတော့တာပေါ့အခုလည်းငပြူးပေးလာတဲ့ဆက်လိုက်တိုလေးကိုဖွာဆိုင်ရင်မပဲကင်းကိုငေ့ကြည့်သူ့ရဲ့တွေးထဲမှာတော့လေတငယ်ချင်းဖြစ်သူငညွန့်ကိုလည်းသတိရတာပေါ့နေဘူးဆက်ခါကြီးထဲမှာ2ယောက်သားစကားတပြောနဲ့လှုပ်လှုပ်ခဲ့ရသလိုငါ6ရိုးကိုလည်းခရမ်းညင်သီး3လုံးလောက်နဲ့အရေးကျချက်ပြီးတော့စားခဲ့ရတယ်င
ငပီးကိုဖုတ်ပြီးတော့ပဲကြီးလော်တုံးနေကူလဲစီတပေါက်နှစ်ပေါက်ဆန်းပြီးတော့ထမင်းချမ်းကိန်းနဲ့လွှေးခဲ့ရတဲ့အောင်အမှတ်ရနေတာပေါ့သူဘလောက်ကြောင်တွေးမိမှမသိမောင်ထူးရဲ့စကားသံကြည်ကြဲထွက်ပေါ်လာတဲ့အခါမှာပဲသူ့ရဲ့အတွေးစားတွေပြတ်တောက်သွားခဲ့ဦးလေးအတဲပေါ်လဲကျင်လဲလှဲအောင်ဗျာနေအေးမှပြန်ပေါ့ကျုပ်တို့နွားသွားကြောင်းလိုက်အောင်အေးအရေးထဲမှာနေနော်နေဘူးတဲ့ကွဟုတ်ကဲ့ဦးလေးငပြူးနဲ့မောင်ထူးကလည်းဝါဖက်ခမောက်ကိုစောင်းပြီးတော့တဲပြင်ကိုထွက်သွားတာပေါ့ထိုခါမှပဲအောင်ဖေကလည်းဖင်းစီကန်သာကျန်တော့တဲ့စလိတ်တူကိုမိသက်လွန့်ပြပြီးတော့လေတဲပေါ်မှာလှည့်ချပြီးအိတ်လိုက်တယ်အောင်ဖေမတွေ့တော့ကြာပေါ့ကွာဟာတာတီအေးဟုတ်တယ်မင်းတို့နှစ်ယောက်ကိုကိုတော်လေးကခေါ်ခိုင်းလိုက်လို့ကွာဗျာလာမယ့်နတော်လာပြီညကြောက်အိုးဖျားကုန်းကိုလာခဲ့အရင်နေရပဲတာတီကလည်းထိုးမြသာပြောပြီးတော့ပျောက်ကွယ်သွားတော့လေအောင်ဖေကလည်းအိတ်နေရနေလန့်နိုးခဲ့တာပေါ့သူမျက်နှာမှာလည်းချွေးတွေစိုးနေပြီနေပေါင်းများတော့ကြားခဲ့ပြီးတော့အခုတော့လေတာတီလာခေါ်နေပြီပြီးခဲ့တဲ့ဂရီများကိုလည်းမမေ့သူမလို့တောင်းရန်သာရှိတာပေါ့သူတို့ချမ်းသာလာရတာလေတာတီနဲ့ကိုတော်လေးရဲ့ကျေးဇူးကြောင့်အောင်ဖေကလည်းရလာတဲ့ရွှေများကိုရောင်းချခြင်းမပြုဘဲနဲ့သူလောက်ကင်လို့တဲ့အလုံများအတွက်ရင်းနှီးပြည့်ရန်အလုပ်ငါရွှေတချို့ကိုပေါင်နှံထားပြီးတော့လေလေယာတွေကိုဝယ်ယူခဲ့အဲ့ဒီနောက်မှာတော့အလုပ်ကိုလည်းကျေးဇူးသားလောက်ကင်ပြီးတော့ရွှေများကိုပြန်လဲရွေးယူထားနိုင်ခဲ့တာပေါ့လုပ်ရည်ကရင်နဲ့လိုအပ်တဲ့ရင်းနှီးရှိခြင်းကြောင့်လည်းအခုလိုချမ်းသာလာခြင်းဖြစ်တယ်အဲ့ဒါကြောင့်လည်းကိုတော်လေးပေးတဲ့ရွှေများကလည်းပျောက်ပြက်မသွားဘဲနဲ့ယူလာစဉ်အတိုင်းပစ္စည်းများအားလုံးကလည်းအရာမယွင်းရှိသေးတယ်အခုကတော့တာတီကြီးကလည်းလာခေါ်ကြည့်ပြီသူ့ကိုခေါ်ပါကတငယ်ချင်းဖြစ်သူငညွန့်ကိုလည်းခေါ်ရမှာဖြစ်တော့လေထွေထွေထူးထူးမစင်စားတော့ဘဲနဲ့တငယ်ချင်းဖြစ်သူငညွန့်ထန်သွားရင်အတွက်တဲထဲကနေထွက်ခဲ့တယ်အောင်ဖေကလည်းသူ့ရဲ့ရွာနဲ့အတန်လှမ်းတဲ့ရဝေရွာကိုလည်းထွက်ခဲ့တာပေါ့တနေ့နေ့တစ်ချိန်ချိန်မှာအခုလိုကဲတော့အချင်းကိုရောက်လာမယ်မှန်းသိတော့လေလက်တွေ့ကြရကြုံလာတဲ့ခါမှာတော့စိတ်အင်မတန်လှုပ်ရှားမိနင်းပြဘဝအနေသေးမထူးနေမထူးနဲ့တစောက်ကန်းလုံးမိပါတော့လေအခုကဲတော့မိသားစုနဲ့ပြီးပြီးလဲလဲခြေတရားရှိနေတဲ့ခါမှာများစွာတွေးပူလို့နေခဲ့တာပေါ့အဲ့ဒါကြောင့်လဲလှမ်းနေတဲ့ခြေလမ်းတို့ကလည်းမြန်ဆန်းရဝေရွာကိုသွားတဲ့လမ်းနေနဲ့လည်းလေခွေးများဘေးမှာရှိတဲ့လှဲလန်းသွားရတာကြောင့်လည်းအတော်ကိုပူပြင်းလွန်းလာထို့သောတယောက်တည်းတုတ်ချစ်တင်သွားနေစီမှာတော့လမ်းတစ်ဝက်လောက်ရောက်တာနဲ့နေရလဲအတော်အသင့်ကျသွားသလိုသူ့ရဲ့ရှေ့မျက်နှာချင်းဆိုင်မှာလည်းသူ့နီးတူခက်မြင်မြန်လမ်းလျှောက်နေတဲ့လူတစ်ယောက်ကိုတွေ့ရထို့သူကတော့ခြားသူမဟုတ်ပါဘူးအခုဦးညွန့်ဖြစ်နေပြီဖြစ်တယ်တငယ်ချင်းဖြစ်သူငညွန့်ပေါ့ငညွန့်ကလည်းခက်လန်းလန်းကနေအောင်ဖေးကိုလည်းလက်လှမ်းပြပြီးတော့အောင်ဖေးမင်းငါစီလာတာလားအေးဟုတ်တယ်အေးငါလည်းမင်းစီလာတာပဲကွာတို့တော့ခေါ်နေပြီအောင်ဖေးဘယ်လိုလုပ်ကြဘယ်လိုလုပ်ရမလဲကွာတို့ကတော့ဂရီပေးပြီးထားပြီဆိုတော့လေသွားရမှာပေါ့ငါတော့ကြောက်နေတယ်ကွာအရင်အထက်တောင်ပို့ပြီးကြောက်နေမိဘာပြောမင်းမဲမှမသိသေးတာကွာအဲ့လောက်ကြီးတော့လေကြောက်မနေစမ်းပါနဲ့လာကွာငါတဲမှာပဲနေကြရအောင်ငါကောင်လေးတွေကိုရွာပြန်လှုပ်လိုက်အဲ့တော့ကောင်းတယ်ကွာလာပြေဖို့ကလည်း2ရက်လောက်လိုသေးတာဆိုတော့လေတို့တွေတိုင်ပင်လို့ရတာအောင်ဖေးနဲ့ငညုံကလည်းပြောဆူနဲ့ငပြူးတို့နေထိုင်ရတဲစီကိုပြန်လာလိုက်တာပေါ့တဲကိုရောက်တဲ့ခါမှာတော့နေဝင်သွားပြီဖြစ်တာကြောင့်ငပြူးနဲ့မောင်ထူးကလည်းနွားနဲ့ရှင်းကိုတဲသွင်းပြီးတော့ရေတိုက်နေကြသူတို့နှစ်ယောက်ကလည်းအောင်ဖေးနဲ့ငညုံကိုမြင်တဲ့အခါမှာအံ့ဩနေတာပေါ့မောင်ထူးကလည်းအောင်ဖေးကိုလည်းဟာဦးလေးကိုပြန်သွားပြီတောင်းထင်းနေတာအေးပြန်မလို့ကွာငါတငယ်ချင်းရောက်လာလို့ကွာဒီကောင်နဲ့ငါနဲ့တဲထဲမှာစကားပြောစရာရှိတယ်ငါတို့သူရင်းကားဘဝမင်းတို့နှစ်ယောက်လိုပဲတွဲနေခဲ့တာကွာအရင်ဘဝတွေအမှတ်ရလို့ဒီမှာနေကြမလို့မင်းတို့နှစ်ယောက်ရွာပြန်နေကြကွာငါအိမ်ကိုလည်းဝင်ပြောလိုက်အောင်ဦးညွန့်ရောက်နေလို့တဲမှာနေနေတယ်လို့ကြားလားဟုတ်ကဲ့ပါဦးလေးကျုပ်တို့ညစာချက်ပေးခဲ့အောင်လားရပါတယ်မောင်ထူးရငါတို့ဘာသာပဲချက်လိုက်မယ်အဲ့ဆိုကျုပ်တို့ပြန်တော့မယ်နော်ဦးလေးအေးကောင်းကောင်းပြန်ကြမောင်ထူးနဲ့ငပြူးတီကလည်းအိမ်ပြန်ခြင်းပုံရပြီးတော့ခက်မြင်မြန်မဲ့အိမ်ပြန်သွားကြတာပေါ့အဲ့ဒီနောက်အောင်ဖေးနဲ့ငညွန့်ကလည်းတဲတွင်းနဲ့ဝင်ပြီးတော့တပြင်းကိုစီချလိုက်တယ်ငညွန့်မင်းတပင်းစားမလားကွာငါချက်လိုက်တော့ပါပြီကွာငါမစားချင်ဘူးကိုတော့ဘာခိုင်းမလဲဆိုတာတွေးနေတယ်ကွာလွယ်ကူကူလေးပဲခိုင်းမှာလို့ပဲစူတောင်းရတော့မှာသူ့ဆန်စားထားမှတော့ရေးရတော့မှာပေါ့ကွာဒါနဲ့မင်းမှာသူတို့ပေးထားတဲ့ရွှေတွေကြံသေးလားဒီလောက်အများကြီးကွာကြံတာပေါ့ငါလိုရမရဘာမှမသုံးဘူးကွာပစ္စည်းတွေအကုန်ပြန်ရွေးပြီးတော့ပြန်ထည့်ထားတယ်ငါလည်းတူတူပဲကွာဘာမှမလျော့သေးဘူးအရင်နီးလောက်ပြီးတာနဲ့ပြန်ရွေးပြီးတော့တိမ့်ထားတယ်အေးကွာတို့မလုံနိုင်တဲ့လုပ်တွေခိုင်းလို့တော့ရွှေတွေပြန်ပေးပြီးတော့မလုံနိုင်ကြောင်ညင်းကြတာပေါ့ဘလို့လဲငါလည်းအဲ့ဒီလိုပဲစဉ်းစားတာပဲသူတို့နှစ်ယောက်ကလည်းမိုးချုပ်တဲ့အထိလဲစကားပြောနေကြပြီးတော့မိခွက်တွေထွန်းညှိခြင်းပဲမပြုတ်မိကြဘူးထိုးစင်မှာတော့တဲရှင်တို့တဲရှင်တို့အဝင်ခဲ့ပြို့အထဲမှာလူရှိတယ်အောင်ဖေးကဝင်ခိုင်းလိုက်တဲ့ခါမှာတော့တဲကိုလူ2ယောက်ဝင်လာတာပေါ့တဲအတွင်းကလည်းမှောင်နေတာကြောင့်လဲဝင်လာတဲ့သူ2ယောက်ရဲ့ရုပ်ဆင်းအင်္ကာကိုကောင်းစွာမမြင်အောင်
အဲ့ဒါကြောင့်လဲအောင်ဖေကလည်းတစ်သားမိချင်းနဲ့ရင်နံစီမျိုးကကိုထုံးလိုက်တဲ့ခါမှပဲအလင်းအောင်ရလာပြီးတော့လဲတဲတွင်းနဲ့ဝင်လာတဲ့လူနှစ်ယောက်ကိုမြင်ရတယ်အတွင်းထဲကိုဝင်လာတဲ့လူနှစ်ယောက်ကတော့လူငယ်လေးများဖြစ်ပြီးတော့လဲရှိလာ25နှစ်ထက်မပိုဘူးပေါ့တယောက်ကတော့အညိုရောင်အင်းအညိုရောင်ပစိုးလို့နဲ့ဖြစ်ပြီးတော့ကြံတယောက်ကတော့တန်မှန်မြတာဝက်စားကိုဝစ်ဆင်ထားခဲ့အဲ့ဒီနောက်ထိုလူငယ်နှစ်ယောက်ကလည်းအောင်ဖေကိုပြုံးပြပြီးတော့လေကျုံနာမေကဘိုးတော်ပေးလို့ခေါ်ပါတယ်ဗျဒီတယောက်ကတော့မောင်မောင်ကျော်တဲ့အေးထိုင်မောင်ဒါနဲ့ဘိုးတော်လိုလာရင်ကိစ္စဒီဘက်မှာအကူညီလိုနေတဲ့သူနှစ်ယောက်ရှိတယ်ဆိုပြီးတော့အထက်ကလွှတ်လိုက်လို့လာခဲ့တာပါဗျာအောင်ဖေနဲ့ငညွန့်ကလည်းတယောက်မြင်တာတယောက်ကြည့်ပြီးတော့ငညွန့်ကလည်းဘိုးတော်ပေးကိုပြောတာပေါ့ထူးဆန်းလိုက်တာဗျာကျတို့နှစ်ယောက်ကလည်းအကူညီလိုနေတယ်ဘိုးတော်တို့ကဘာဖြစ်နေတဲ့သူကိုကူညီဖို့ရောက်လာတာလဲဒီလိုပါမလျော်ကန်တဲ့သစ္စာစကားကိုဖျက်ပေးဖို့လာခဲ့တာပါဒီကဦးလေးပုဂ္ဂိုလ်တို့ကဘလို့အကူညီများလုံနေတာလဲဘိုးတော်ပေးရဲ့မေးစကားကြောင့်လည်းအောင်ဖေနဲ့ငညွန့်တို့ကလည်းပြောတင်မပြောတင်စဉ်းစားတာပေါ့အဲ့ဒီနောက်သူတို့ချင်းချင်းမျက်ရည်ပြပြီးတဲ့နောက်ဘိုးတော်ပေးကိုလည်းပြောပြဖို့ဆုံးဖြတ်ချက်ချပြီးတော့အကြောင်းစုံကိုပြောပြခဲ့တယ်ဘိုးတော်ပေးနဲ့မောင်မောင်ကျော်တို့ကလည်းအောင်ဖေတို့တငယ်ချင်းနှစ်ယောက်ပြောပြတဲ့စကားများကိုနားထောင်ရင်းနဲ့တခုခုကိုတွေးတောနေတာပေါ့အဲ့ဒီနောက်ဘိုးတော်ပေးကလည်းလေးနဲ့တီကြီးစွာနဲ့လေဘာပဲပြောအခုချိန်ထိဦးလေးတို့နှစ်ယောက်ရဲ့ကျေးဇူးရှင်ကကိုတော်လေးဆိုတဲ့ပုံကိုနဲ့တာတေးကြီးပဲဟုတ်ပါတယ်ဘိုးတော်လေးအကျုပ်ကိုကူညီခိုင်းတာကလည်းလူနှစ်ယောက်ရဲ့သစ္စာကိုဖျက်ပေးဖို့ပါတဲ့အဲ့ဒီတော့ခမရတို့နှစ်ယောက်ဆိုတာတေးကြတယ်ကျုပ်တို့လောဘကြီးတော့ပါဗျာစေခွန်ဆက်အသေးဆုံးနဲ့တေးရမယ်ဆိုတဲ့သစ္စာစကားကလည်းတော်တော်ကြီးမားတာပါကျုပ်တို့လောဘကိုဖုံးပြီးတော့လည်းမမြင်နိုင်ခဲ့ဘူးကဲပါဗျာဖြစ်ပြီးတာတွေထားလိုက်ပါတော့လေလာပြီးနေကြရင်တော့အတူတူသွားကြတာပေါ့ကျုပ်တို့နှစ်ယောက်ဒီမှာရှိနေပါမယ်ဒီမှာဆိုရင်နေရေးစားရေးခတ်မယ်ဘိုးတော်လေးရဲ့အိမ်ဝဲသွားကြတာပေါ့ရပါတယ်ဗျာကျုပ်တို့အတွက်အဆင်ပြေပါတယ်ဘိုးတော်လေးတို့ရောက်လာတာကျုပ်တို့တက်တော့တကယ်ကိုဖျားမှတာပဲဗျာကျုပ်တို့နှစ်ယောက်စလုံးစိတ်တော့ကရောက်နေရတာအခုမှပဲတတ်တာသွားတော့ခမရတို့လိုရက်ကမှန်ကန်ခဲ့ပါတယ်အဲ့ဒါကြောင့်လဲဆိုင်ရာကျုပ်တို့လွတ်လိုက်တာကျုပ်တို့ရဲ့အကျိုးမျှော်ကိုပြီးတော့ကောင်းမှုလုပ်နေတာမဟုတ်ပါဘူးဗျာတကယ်ကိုပဲကိုချင်းဆာဆာစိတ်နဲ့ကူညီနေခဲ့တာပါကောင်းတာပေါ့အခုလိုစိတ်ထားကောင်းနေအမြဲမပြတ်မွေးကြပါစိတ်ရပါဘိုးတော်လေးရဲ့ကျုပ်တို့တွေကောင်းကောင်းမွန်မွန်ကြင့်ကြံမှအဲ့ဒီလိုနဲ့အောင်ဖေငညွန့်တို့ကလည်းဘိုးတော်ပေးတို့ရောက်လာတာကြောင့်လဲစိုးရင်ကြောင်းကြမှုတွေအထိုက်လျောက်လဲရောကြသွားခဲ့တာပေါ့ညီတို့ပင်ဆိုစေကမှခက်ခဲဖြစ်နေချိန်မှာတော့ကောက်ရိုးတမြင်ပဲဖြစ်ဖြစ်ဆွဲကင်တတ်တဲ့လူတို့ရဲ့သဘာဝအကြောင်းသူတို့နှစ်ယောက်ကလည်းဘိုးတော်ပေးကိုလေးလေးနက်နက်ယုံကြည်ကိုးစားသွားမိကြတယ်ယနေ့ကတော့လာပြီးညဖြစ်ပါတယ်တခါတည်းရန်လာမင်းကြီးကိုတိမ်နေဖုံးသွားတာကြောင့်လည်းမဲမောင်သွားသလိုတိမ်ကင်းစင်သွားတဲ့ချိန်မှာတော့အလင်းရောင်တို့ကလည်းပိုတိုးလာနေဖြစ်တယ်လာမင်းရဲ့အလင်းရောင်ဖြန့်ကျက်မှုအောက်မှာတော့အသက်40အရွယ်လူနှစ်ယောက်တို့လမ်းလျှောက်နေခဲ့ပါတယ်သူတို့ကလည်းထိုလန်းခီးကိုလွန်ခဲ့တဲ့နှစ်များစွာအခုလိုညချမ်းချိန်မှာပင်တူတူသွားခဲ့တယ်လမ်းဘေးမှာရှိတဲ့တစ်ပင်ငယ်များကလည်းတစ်ပင်ကြီးများဖြစ်ပြောင်းလဲသွားကြတာလွဲပြီးတော့လမ်းလေးကတော့မပြောင်းလဲပဲနဲ့အရင်တိုင်းပေါ့အောင်ဖေဒီတစ်ခါသွားရတာတေမထူးနေမထူးစိတ်နဲ့မဟုတ်တော့လေတော်တော်လေးတော့ရင်လေးမိတယ်ကွာတူတူပါပဲငါကောင်ရသူရင်ငါဘဝနှောင်းထက်ပို့ပြီးတော့စိုးရိမ်နေမိတယ်အေးကွာငါတို့တွေကလည်းဂရီပေးထားရတာဆိုတော့လေငညုံကလည်းပြောလက်စစကားကိုရက်လိုက်ပြီးတော့လှမ်းမြင်နေရတဲ့တောင်ပေါ်ကထုံးဖြူဖြူစီဒီကိုလက်အုပ်ချီလိုက်တာပေါ့သူနီးတူပဲအောင်ဖေကလည်းလက်အုပ်ချီပြီးတော့အာယုံပြုဆူတောင်းပြီးတဲ့နောက်မှာတို့တွေလည်းအသက်လေးရလာမှပဲဖရာတရားတည်တယ်လာတယ်လူပါပဲကွာအရာရာဟာအကောင်းနဲ့ဆိုဒွန်တွဲနေတာပဲကွာတို့တွေဒီဘက်ကသာ9လမခုတ်ဖြစ်ရင်တာတကြီးနဲ့လည်းတွေ့မှာမဟုတ်တယ်လို့ဒီလိုဘဝလည်းနေရမှာမဟုတ်ဘူးဟုတ်တယ်ကွာပြပြစုံလေးနေရတဲ့အချိန်ကလည်းတိုးတောင်းလုံးနေတယ်လို့ပဲကွာတို့တွေလူငါလုံနေရတော့ဆိုရင်တစ်နှစ်နဲ့တစ်ထစ်အချိန်ကလည်းကြာလိုက်တာအချိန်တွေကတော့ပုံမှန်ပါပဲကွာတို့တွေရဲ့စိတ်ကောက်ကိုပြောင်းလဲနေတာကွာငါတော့သိမယ်ဆိုသိပြောပြီကွာမိဘညီကိုမောင်နှမဘိုးဘွားတွေမိသားစုတွေကိုအဆင်ပြေပြေထားနိုင်ခဲ့ပြီပဲငါစိတ်ပူတာငါသိမအောင်မဟုတ်ဘူးဟေဘာမှအပြစ်မရှိတဲ့ငါရဲ့မိသားစုမျိုးဆက်တွေငါကြောင့်သေရမှာပဲမင်းနဲ့ငါနဲ့ကစိတ်ကအတော်တူတာပဲကွာငါလည်းမင်းလိုပဲတွေးနေတာကွာအစိုးရမတွေးဘဲနဲ့အကောင်းတွေကြီးပဲတွေးကြရအောင်ကွာငါတို့ကောင်းမှုပြုခိုင်းမှလည်းဖြစ်နိုင်တာပဲအောင်ဖေးရဲ့စကားကြောင့်လည်းငညွန့်ကတစ်ချက်ပြုံးလိုက်တာပေါ့ထိုတွေးရလဲအတွေးကောင်းဖြစ်ပါတယ်အဲဒါကြောင့်အောင်ဖေးပြောတဲ့အတိုင်းကောင်းတာကိုသာဖြည့်တွေးလိုက်ပြီးတော့လမ်းဆက်လျှောက်ပြီးတော့တောင်ကြီးမှာရှိတဲ့ချောင်းရိုးလေးအတိုင်းဆင်းလိုက်ကြတယ်ချောင်းရိုးလေးကလည်းရင်အားထက်အနှဲငယ်ပူကျဲနေတာပေါ့သို့ပေမဲ့လည်းရင်အားလောက်တော့ရေမနှက်တော့ပဲနဲ့ခြေမျက်စိမြုံအောင်လောက်တော့နှက်တော့တယ်သူတို့နှစ်ယောက်ကလည်းအခုချိန်မှာတော့ရင်အားကဲ့သို့လဲနှစ်ယောက်ပေါင်းဓာမီတက်လက်ထဲမဟုတ်တော့ပဲနဲ့ဓာမီတစ်ယောက်တက်လက်နဲ့ပေါ့သူ
သူတို့ကလည်းချောင်းရွေးလေးတိုင်းသွားရင်းနဲ့လာရောင်ထုံးလင်းနေတဲ့ကြောက်ဖြာစီကိုရောက်ခဲ့ကြောက်ဖြာပေါ်မှာထိုင်လိုက်ပြီးတော့တယောက်နဲ့ရောက်လဲဘာစကားမှပြောပြဘူးညသကောင်ရရောက်လာတဲ့အချိန်မှာတော့ရေးတန်းတပန်းပန်းနဲ့လူတယောက်လာနေတဲ့အတန်ကြားရတာပေါ့မကြတော့တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့မိတ်ဆွေဟောင်းကြီးဖြစ်တဲ့တာတီကြီးကိုတွေ့ရတာတီကြီးကလည်းလွန်ခဲ့တဲ့နှစ်များလိုပဲကြောက်မက်ဖွယ်အစင်းနေပေါ့သူကလည်းအောင်ဖေနဲ့ငညွန့်ကိုကြည့်ပြီးတော့လေမင်းတို့ချမ်းသာနေကြပြီမလားဟုတ်ပါတယ်တာတီကြီးကျုပ်တို့ချမ်းသာနေပါပြီကောင်းတယ်ကောင်းတယ်ငါလည်းမင်းတို့ချမ်းသာစေချင်နေတာကဲဒူးထောက်ပြီးတော့ခေါင်းငုံထားကြပြီးတော့ကိုတော်လေးလာပြီဟုတ်ကဲ့ပါတာတီကြီးစကားကြောင့်အောင်ဖေနဲ့ငညွန့်ကလည်းဒူးထောက်ပြီးတော့ခေါင်းငုံထားတာပေါ့မောင်မင်းတို့မော်ဖူးစီထိုးတန်းကြောင့်လဲအောင်ဖေနဲ့ငညွန့်ကလည်းကိုတော်လေးဆိုတဲ့ပုံကိုရောက်လာပြီဆိုတာသိရအဲ့ဒါကြောင့်ခေါင်းမော်ပြီးကြည့်လိုက်တဲ့အခါမှာတော့ကိုတော်လေးကလည်းလွန်ခဲ့တဲ့10နှစ်ကတွေ့မြင်ရသလိုကိုရောင်ကိုဝါတွေမထွက်တော့ဘဲနဲ့အညူရောင်နဲ့အမဲရောင်တို့ရောရှက်နေတဲ့အခိုးငွေများသာထွက်နေတာကိုလည်းတွေ့ရတာပေါ့အဲ့ဒါကြောင့်သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာလည်းထိတ်ခနဲဖြစ်သွားတယ်ကိုတော်လေးဆိုသူကလည်းသူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်ပြီးတော့လေမောင်မင်းတို့ကဂရိတော်တည်သားပဲချီးကျူးပါတယ်ကိုတော်ကကျုပ်တို့နှစ်ယောက်ရဲ့ကျေးဇူးရှင်ဆိုတော့စကားနားမထောင်မနေဝဲမှာဘူးဟာကျေးဇူးရှင်တင်လားဟဲ့ရုတ်တရက်မာထန်ပြီးတော့ပြောလာတဲ့ကိုတော်ရဲ့စကားကြောင့်အောင်ဖေနဲ့ငညွန့်နှစ်ယောက်သားဘာပြန်ပြောမှမသိဖြစ်သွားတာပေါ့ထိုအချိန်မှာတာတီကြီးကလည်းပြပြသလဲဝင်ရောက်တောင်းပန်တယ်ကိုတော်လေးသူတို့ကမလိမ်မိုးမလိမ်မာလိမ်မလို့ခွင့်လို့ပြီးတော်မူလိုက်ပါသူတို့ကကိုတော်ရဲ့ကြေးကြုံနေပါတဲဒီတာတီဒီကောင်လေးနဲ့ပတ်သက်ရင်အမြဲတမ်းကာကွယ်ပေးနေရောသလားဟဲ့ကိုတော်ကလည်းပြောဆိုဆိုနဲ့လက်ကိုဝှေ့ရင်းလိုက်တော့မဲနဲ့နေတဲ့ခိုးငွေတွေစုဝေးပြီးတော့ကြိုးတစ်ချောင်းတစ်ပွဲဖြစ်ပေါ်တာတီရဲ့လေပင်ကိုလည်းရက်ပတ်တာပေါ့ထိုချင်းအကြောင်းလဲအောင်ဖေနဲ့ငညွန့်ကလည်းတာတီကြီးအတွက်စိုးရင်သွားပြီးတော့ကြောက်ဖြာနဲ့နှစ်ဖူးထိမိတဲ့အထိခေါင်းကိုငုံလိုက်တယ်စိတ်ထဲမှာကိုတော်ကျွန်တော်မျိုးတို့ကကိုတော်ရဲ့ကြေးကြုံနေပါထို့သောပြောဆိုတဲ့အခါမှာပဲကိုတော်ကလည်းသူ့ရဲ့လက်ကိုပြန်ပြီးယူရမ်းလိုက်တော့လေတာတီကြီးရဲ့လေပင်မှာရက်ပတ်နေတဲ့အမဲရောင်ခိုးငွေကြိုးတန်းကလည်းသူ့ရဲ့လက်တွင်းထဲကိုပြန်ရောက်ရှိသွားခဲ့အဲ့ဒီနောက်ကိုတော်ကလည်းသူဝေ့ထားတဲ့တောင်ရှည်စားကိုလည်းခြေထောက်နဲ့ပင်းလိုက်ပြီးတော့လက်မောင်းပေါ်ကိုတင်လိုက်တာပေါ့အခုတလောကိုတော်တိတ်ပြီးတော့စိတ်မကြည့်ဘူးကွယ်အနေထိုင်ပြောဆိုစင်ကျင်ကြမှန်ပါကိုတော်ဖေအေးငါမောင်မင်းတို့နှစ်ယောက်ကိုခေါ်ရတဲ့အကြောင်းကတော့ငါနေရာမှာစောင့်ရှောက်ပြီးဖို့လူအစားအယောက်20လိုတဲ့ကွမိန်းမပြို10ယောက်နဲ့ယောက်ျားပြို10ယောက်မင်းတို့ရှာပေးရဗျာအောင်ဖေနဲ့ငညွန့်ကလည်းမျက်လုံးပြူသွားတာပေါ့အဲ့ဒီနောက်ခေါင်းငုံပြီးတောင်းပန်လိုက်ကြတယ်ကိုတော်လေးအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်ပါတယ်ဟုတ်ပါတယ်ကိုတော်လေးဒီလောက်လူကြီးကိုတော့ကျုပ်တို့မစွမ်းနိုင်ပါဘူးတိုက်ရင်လည်းတေဖို့အသင့်ပါပဲကိုတော်လေးပေးတဲ့ရွှေတွေလည်းအကုန်ရှိပါတယ်ပြန်ပေးပါမယ်အပိုစုအနေနဲ့ကျုပ်တို့နှစ်ယောက်ရဲ့အသက်ကိုယူပါအောင်ဖေနဲ့ငညွန့်ကလည်းရဲစွန့်ပြီးတော့ထိုးထိုးပြောလိုက်တာပေါ့အဲ့ဒီနောက်ကိုတော်ကလည်းစိတ်ဆိုးဒေါသထွက်သွားသလိုသူ့ရဲ့ခန္ဓာကိုယ်ကအခုငွေတွေကလည်းအမဲရောင်ဖြစ်ပြောင်းလဲအောင်ဖေတို့နှစ်ယောက်ကိုလည်းလက်ညှိုးငေါငေါထိုးပြီးတော့လေတဲငါစကားကိုပယ်ချဝင်နေလားဒီငမိုက်သားနှစ်ယောက်ဘသူအားကိုနဲ့ခံပြောဝင်တာလဲစိုးစမ်းဟဲ့ကျုပ်တို့တကယ်မစွမ်းဆောင်နိုင်တာပါခွင့်လို့ပါကိုတော်လေးတဲပြောလေခဲတွေပါလားလူလောကမှာမနေကျင်တော့လားတိုက်ရင်လေအသေးခံမှုအသင့်ပါပဲလူအယောက်20ကိုကျုပ်တို့ကြောင့်အလက်ကားတော့အသေးမခံခိုင်းနိုင်ပါဘူးမောင်မင်းတို့ကတဲကိုတတ်တိကောင်းနေပါလားတင်တို့ရဲ့ဇက်ကဓားတောင်းနေတာပဲမောင်မင်းတို့ကသစ္စာဖြတ်လေတော့လေစေ90မျိုး90တတ်ပေးရတော့မှာပေါ့ကျုပ်တို့ကိစ္စကျုပ်တို့နဲ့ပဲဆိုင်ပါလေအပြစ်မရှိတဲ့သူတွေကိုဘာမှမလုပ်ပါနဲ့လားကိုတော်ရေတဲလေတတိကောင်းနေတဲ့ကောင်းနေပဲငါစကားကိုနားမထောင်ဘူးပေါ့လေဟေးတင်တို့နှစ်ယောက်ကိုတတ်ပြီးရင်တင်တို့ရဲ့မျိုးနွယ်တွေကိုအကုန်တတ်ပြရမယ်တာတေးဖေဟာဒီနှကောင်တတ်ပြီးတော့မင်းစားလိုက်တော့ကိုတော်ကလည်းတာတီကြီးကိုထိုးထိုးပြောလိုက်တော့တာတီကြီးကလည်းမြည်တို့လောအောင်မသိဖြစ်နေတာပေါ့အဲ့ဒီနောက်မှာတော့သူကလည်းအောင်ဖေနဲ့ငညွန့်နာကိုတိုးကပ်လာခဲ့သူ့ကိုအသနာခံတဲ့အကြီးတို့နဲ့ကြည်နေတဲ့အောင်ဖေနဲ့ငညွန့်တို့မျက်နှာကိုမြင်တဲ့အခါမှာတော့ရက်ဆက်ကြမ်းကြုတ်တဲ့တာတီရဲ့မျက်နှာမူရာလည်းချက်ချင်းပြောင်းလဲသွားပြီးတော့ကိုတော်ရဲ့ရှေ့မှာဒူးထောက်ထိုင်းလိုက်တာပေါ့ကိုတော်လေးကတောင်ပိုင်မိုးဘိုးကလူမတက်ဘူးလို့မိန့်ထားပါတယ်ဗျာဟဲ့တာတီနင်ကပါငါ့ကိုအားခံနေရလားမဟုတ်ပါဘူးတောင်ပိုင်ဘိုးဘိုးကလူမတက်ဘူးလို့မိန့်ထားလို့ပါတောင်ပိုင်စကားနားထောင်မလားငါစကားနားထောင်မှာပြောစမ်းတာတီနင်တောင်ပိုင်ကအခုဘယ်ရောက်နေလဲနင်သိလားမသိပါဘူးနင်ငါစကားအမြဲနားထောင်နေတာအခုမှဘာဖြစ်တာလဲပြောစမ်းတောင်ပိုင်ဘိုးဘိုးကလူမတက်ဘူးတဲ့ကူတော့တဲဒီကောင်တော့ငါလောက်ရင်သေတော့မှာပဲခုချက်ချင်းတတ်ပြစမ်းတောင်ပိုင်ကလူမတက်ဘူးတဲ့ကူတော့တာတီရဲ့မျက်နှာကလည်းရှိရင်းဆွဲထက်ကိုပိုပြီးကြောက်စရာကောင်းလာပြီးတော့သူ့ရဲ့ကိုကနေ
မိခိုးရောင်ခုံးငွေတွေဖြည်းဖြည်းချင်းထွက်လာခဲ့တာပေါ့ထိုအချင်းရကြောင့်လဲကိုတော်ဝနာကလည်းမျက်နှာတစ်ချက်ပြက်သွားပြီးတဲ့နောက်တာဒီနင်မသက်ချင်လည်းမသက်နဲ့နင်အစားငါလုံးလိုက်ကိုတော်ဝနာကလည်းပြောပြောဆိုနဲ့လက်ကိုတန်းလိုက်ရမှာသူ့ရဲ့လက်ထဲမှာတော့ထက်လာစွာသောအသွားဖွေးဖွေးနှစ်ဖက်ပါတယ်ဒါတစ်ချောင်းကလည်းရုတ်တရက်ပေါ်လာတာပေါ့အဲ့ဒီနောက်သူကလည်းလက်ထဲကဓာတ်နဲ့လေအောင်ဖေနဲ့ငညွန့်ရဲ့လေပင်ကိုပိုင်းဖြတ်မယ်ပြင်စင်မှာတော့တာတီကလည်းတောင်ပင်ဘိုးဘိုးကလူမသက်ဘူးလို့ရေရွတ်နေရင်ကနေကိုတော့ကိုပွေ့ဖက်ချောင်းရည်တွေကိုတွန်းချပြီးတော့တိုက်ခိုက်တာပေါ့တိမ်ဖုံးပြီးတော့လာရောက်ပြေသွားတာကြောင့်လဲမှောင်မဲနေတဲ့ချောင်းရိုးတွင်းထဲမှာရုတ်တရက်လျက်စီးတွေကဝင်းလက်သွားပြီးတဲ့နောက်ကြောက်ပြဖို့ကိုလည်းတာတီဥစွာကြောက်ရွံ့လာတဲ့ညားမကြတော့တဲ့ချိန်မှာတော့ကိုတော်ကလည်းပြန်ပေါ်လာပြီးတော့လဲကျနေတဲ့တာတီရဲ့ရင်ဝါကိုခြေနဲ့နင်းထားရင်ပြောလိုက်တာပေါ့ဟဲ့တာတီနေရများငါ့ကိုအာခံဝင်နေတယ်လားနင်းရဲ့သစ္စာရှိမှုတွေဘယ်ရောက်ကုန်သလဲဟဲ့တော်စမ်းကွာနာနင်းလောက်ရတဲ့ကြောင့်ကြောက်အိုးဖျားကုန်းမှာသွေးစွန်းရတာများပြီတောင်ပိုင်ဖိုးဖိုးလဲနေရောက်လာမှမရှိတော့တာတာတီနင်းကတဲလဲတတိကောင်းနေပါရောလားနင်းမသေးခင်အမှန်တရားတစ်ခုပြောခဲ့နင်းသိတ်လေးစားတဲ့တောင်ပိုင်ကိုငါအတူရတောင်မှာဖမ်းထားတာဟဲ့ငါဖမ်းထားတာဒီကြောက်အိုးဖျားမရှိစဉ်ကြရပြီရုံမာတဲ့ဝနနင်းစကားကိုနားထောင်ပြီးတော့ငါတို့ကနင်းမိတ်နီကိုနားခံလာခဲ့ရကဲပါနင်းတို့ဒီဘဝနဲ့တခြားဘဝပြောင်းပေးမယ်ပြီးရင်ဟောဟိုကငမိုက်သားနှစ်ယောက်အလဲပဲဟိဝနာကလည်းသူ့ရဲ့လက်ကိုလည်းအပေါ်ဆန့်တန်းလေးတော့လက်ထဲမှာတော့အသွားထက်မြလာတဲ့ဓာတ်တလက်ပါလာတာပေါ့ထိုဓာတ်ကလည်းနှစ်ဖက်အသွားရှိပြီးတော့လာရန်အောင်မှာဝင်းလက်နေဝနာကလည်းထိုဓာတ်နဲ့တာတိရဲ့ဥကောင်းကိုချိန်ရွယ်ခုတ်လိုက်စင်မှာတော့ချောင်းရိုးတွေကနေရွှေရောင်အလုံးတစ်လုံးကလည်းလေရဲ့အလင်ကဲ့သို့လင်းမြန်စွာထပ်ပေါ်လာပြီးတော့ဝနာရဲ့ဓာတ်ကိုထိမှန်ဓာတ်ကလည်းဝနာလက်ထဲကနေလွတ်ကျသွားတာနဲ့လေထဲမှာပင်ပျောက်ကွယ်သွားခဲ့မထိမှတ်တဲ့ဖြစ်ကြောင့်လည်းဝနာပေါင်ပင်အားလုံးကလည်းမဲမောင်နေတဲ့ချောင်းရိုးတွင်းထဲကိုအကြည့်တွေရောက်ခဲ့တာပေါ့ညာမကြတော့တဲ့ချိန်မှာတော့လာရောင်ဆန်းထားတဲ့ကြောက်ပြပေါ်ကိုလည်းလူနှစ်ယောက်ပေါ်လာခဲ့ထိုလူနှစ်ယောက်ကတော့ချားမဟုတ်ပါဘူးဘိုးတော်ပီနဲ့မောင်မောင်ကျော်ဘိုးတော်ပီကလည်းလေထဲမှာဝဲပြန်နေတဲ့ရွှေရောင်လုံးလေးကိုလက်နဲ့ဆန့်တန်းလိုက်ပြီးတော့ထိုရွှေရောင်လုံးလေးကလည်းညှင်သာစွာနဲ့သူ့ရဲ့လက်ထဲကိုဆက်သိမ့်မြင်မြင်ရောက်လာတာပေါ့အဲ့ဒီနောက်သူကလည်းဝနာကိုကြည့်ပြီးတော့လေရှေးဘဝကုသိုလ်ကံကောင်းလို့လူပုံမှာနတ်စိမ်းဖြစ်နေတာကိုသင်ကမန်တက်နေရောသလားတဲဒီလူသားကိုမှာဘာအယောင်ဝါမှမရှိဘဲနဲ့ငါ့ကိုလာပြီးအန်တုနေတာလားသင်ကငါ့မှာအစွမ်းစားမရှိဘူးဆိုပြီးအထင်သေးနေရလားငါ့မှာရှိတဲ့အဆောင်တွေကနင့်လိုနတ်စိမ်းတယောက်ကိုခေါင်းပြက်အောင်လုပ်နိုင်စွမ်းရှိတာမသိရောသလားဘိုးတော်ပြရလိုက်ပြပဆိုနဲ့သူ့ရဲ့လက်ထဲကဓာတ်လုံးကိုမိုးပေါ်မြောက်လိုက်တော့လက်အုပ်ချီဆူတောင်းနေလိုက်ရမှာတော့ညာမကြတော့တဲ့ချိန်မှာဝိဇ္ဇာများချီးမြှင့်ထားတဲ့အဆောင်ဓာတ်လုံးကနေတဖြည်းဖြည်းနဲ့ဓာတ်ဆက်ကြတံပြောင်းလဲသွားပြီးတော့နတ်စိမ်းတစ်ဖြစ်လဲဝနာကတော့ကြောက်လန့်နေပြီးတော့သူ့ရဲ့ညာချီနဲ့ကြောက်ဖြာကိုစောင်းလိုက်တော့အခိုးငွေတံပြောင်းလဲကောင်းငင်မုံလည်းပြန်တက်သွားတာပေါ့အဲ့ဒီနောက်ပဝင်းကြီးမှာကျေလောင်လှတဲ့အတန်တန်လည်းထွက်ပေါ်လာခဲ့အထက်လန်းဆရာလေးတင်တို့တတ္တိရှိရင်မဟူရတောင်းကိုရှာပြီးတော့လာခဲ့ကြလူသက်တမ်းနဲ့အချိန်တလအတွင်းတင်တို့ရောက်မလာရင်ကြောက်အိုးဖျားကုန်းစောင့်လေတခြားဘဝပို့ပြင်မယ်ပြီးရင်ဟိုငမိုက်သားနှစ်ယောက်ရဲ့ဆွေ90ဆက်မျိုး90ဆက်ကိုလည်းတက်ပြင်မယ်ဟိထိုစကားကြောင့်လည်းအောင်ဖေနဲ့ငညွန့်တီသားမကတာတေကြီးကလည်းထိတ်လန့်နေပြီးတော့ဘိုးတော်ပေနဲ့မောင်မောင်ကျော်ရှေ့မှာဒူးထောက်တာပေါ့ဘိုးတော်လေးကျုပ်တို့ကဲပါအောင်ဗျာဘိုးတော်လေးတောင်ဆောင်ကြီးကသူတော်ကောင်းမှာဘလို့ကြောင့်များဖမ်းချုပ်ထားရလဲမသိပါဘူးတာတေဆိုတဲ့ကျုပ်လိုမကောင်းဆိုးပေါင်းတော့စိတ်ကောင်းစေတနာရှိအောင်လမ်းပြပေးခဲ့တဲ့သူပါတောင်ဆောင်ကြီးကိုကဲပေးပါဘိုးတော်လေးကဲစိတ်ချပါနတ်စိမ်းမနာဒီဖျားကုန်းကိုတော့ပြန်လာမှာမဟုတ်တော့ဖျားကုန်းမှာနောက်ထပ်ကြီးလေးတဲ့ပြစ်ဒဏ်တွေမခတ်ဖို့တာတေကတာဝန်ယူရမယ်ကျုပ်တို့တောင်ပန်ကိုကဲပေးမယ်ကျေးဇူးတင်ပါတယ်ဘိုးတော်လေးကဲတာတေတင်သွားနိုင်ပြီတာတေမြည်ရတဲ့တောင်ဆောင်လည်းကြောက်ဖြာဘောနဲ့ဆင်းသွားပြီးတဲ့နောက်ပျောက်ကွယ်သွားတာပေါ့အဲ့ဒီနောက်ဘိုးတော်ပီကလည်းအောင်ဖေနဲ့ငညွန့်နှစ်ယောက်ကိုကြည့်ပြီးတော့လေကဲဦးလေးတို့ကျုပ်တို့လည်းပြန်ကြမယ်နောက်မှဘာဆက်လုပ်ရမလဲဆိုတာပြောကြတာပေါ့ဟုတ်ကဲ့ပါအဲ့ဒီလိုနဲ့ဘိုးတော်ပီမောင်မောင်ကျော်နဲ့အောင်ဖေတို့တငယ်ချင်းနှစ်ယောက်ကလည်းချောင်းရုံးလေးကနေတဆင့်အိမ်ကိုပြန်ခဲ့တာပေါ့အပြန်လမ်းမှာတော့အချိန်တန်ကြာတဲ့အထိလည်းအချင်းချင်းစကားမပြောပြကြဘူးမကြောက်တော့တဲ့အချိန်မှာငညွန့်ကလည်းဘိုးတော်လေးတို့ဘယ်လိုလုပ်ပြီးတော့လိုက်လာတာလဲကြောက်အိုးဖျားကုန်းမှာရှိတဲ့ညောင်ပင်ဆောင်ရုပ်ကစိုးကြီးရဲ့အကြောင်းလို့ပဲပြောရမှာပဲဗျာသူကလည်းတာဝန်ပေးချက်ရလာပြောတာနေမှာပါနတ်စိမ်းဝနကိုရောင်နေပြောက်ပြီးတော့အမဲရောင်ခိုးတွေထွက်နေတယ်ဆိုတာကိုလာပြောတာအဲ့ဒီကလေးကနတ်စိမ်းဝနမကောင်းတာတစ်ခုခုကြံနေတယ်ဆိုတာကျုပ်တို့သိလိုက်တယ်အဲ့ဒါကြောင့်မလို့လိုက်လာတာပဲဘိုးတော်လေးတို့ရောက်တာမြန်လို့တာပေါ့မဟုတ်ရင်တော့ကျုပ်တို့ရဲ့တာတေကြီးရောကျုပ်တို့နှစ်ယောက်လုံးရောအသက်ခံနေရတော့ပြီစကားမဆက်ရွှေတွေကိုဒီတိုင်းပဲထိမ့်သိမ်းထားပါဦးကျုပ်တောင်ပိုင်းကိုကယ်ပြီးရင်သူ့ရဲ့အဆုံးဖြတ်ကိုယူရလိမ့်မယ်
ဟာအဲ့တော့စိတ်ချပါဘူးတော့လေကျုပ်တို့မသုံးပါဘူးနောက်တစ်ခုကတော့ကျောင်းအိုးဖျားကုန်းကမြင်ရမမြင်ရတွေကိုအလှူဒန်းလုပ်ပြီးတော့အမျှဝေပေးပါစိတ်ချပါဘူးတော့လေသူတို့ကလည်းစကားတပြောမနဲ့လမ်းလျှောက်လာရမှာတဲကိုလည်းပြန်ရောက်ခဲ့တာပေါ့တဲကိုပြန်ရောက်တဲ့ချိန်မှာတော့လင်းကျက်တွန်လူလူလည်းဖြစ်နေပြီအဲ့ဒီနောက်ဘိုးတော်ပေးကလည်းအောင်ဖေနဲ့ငညွန့်ကိုကြည့်ပြီးတော့လေကဲတလားမပြည့်ခင်နတ်စိမ့်ဝနကိုနှိမ်နေရမှာဆိုတော့လေကျုပ်တို့ခီးဆက်အောင်ပဲဘာမှလည်းမစိုးရင်ကြောက်ကြနေပါနဲ့စိတ်ကောင်းစီနာကောင်းအမြဲတမ်းထားကြပါစိတ်ချပါဘူးတော့လေကဲမောင်ကျော်ကြီးမဟူရတောင်းရှာကြအောင်ဆိုဟုတ်ကဲ့ပါဘိုးတော်လေအဲ့ဒီလိုနဲ့ဘိုးတော်ပေးနဲ့မောင်ကျော်တို့ကလည်းအောင်ဖေနဲ့ငညွန့်ကိုနှုတ်ဆက်ပြီးတော့လှေလန်းလေးတိုင်းလည်းထွက်ခွာသွားကြတော့တာပေါ့ကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဘိုးတော်ပေးနဲ့ကြောက်အိုးဖျားကုန်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်နောက်ထပ်ဇလန်းမှာလည်းဘိုးတော်ပေးနဲ့မဟူရတောင်းဆိုတဲ့ဇလန်းလေးကိုလည်းတင်ဆက်ပေးမှာဆိုတော့စောင့်မျှော်ခန်းစားပြီးတော့နားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ